ငယ်ရွယ်တဲ့ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ Kim Do-cha ဟာကမ္ဘာပြည့်ချိန်တွင်ရှင်သန်နေထိုင်နည်းသုံးနည်းလို့နာမည်ပေးထားတဲ့ဝတ္ထုကိုဆယ်ကျော်အထင်ဘဝကလေးကဆွဲဆွဲမဲမဲဖတ်ရှုအားပေးလာခဲ့သူပါဝတ္ထုအသစ်ထွက်တိုင်းဘယ်တော့မှမလစ်ဟင်းပဲဖတ်ခဲ့တယ်လို့အားလက်ချိန်မှတောင်ဖတ်ပြီးသားအပိုင်းတွေကိုထပ်ပြန်ဖတ်နေခဲ့တာကြောင့်ဇလံအကြောင်းအရာဇဝင်ကန်းနဲ့အဖြစ်ပြအားလုံးကိုအလွတ်နီးမှရနေခဲ့ပါတယ်ဒီဝတ္ထုရဲ့အစပိုင်းကနတ်ဘုရားတွေကလူသားတွေကိုခက်ခဲတဲ့စမ်းသပ်မှုတွေနဲ့အပြစ်ပေးနေတာကိုစိတ်ဝင်စားစရာကောင်းအောင်ရေးဖွယ်ထားပေမဲ့နောက်ပိုင်းမှာတော့ဇက်ကွက်တွေမယုံနိုင်စရာဖြစ်လာပြီးဖတ်ရှုသူအရေးအတွက်ဟာတဖြည်းဖြည်းရော့ကျသွားပါတယ်ဘလောက်ထိရော့ကျသွားတယ်လဲဆိုရင်နောက်ဆုံးအပိုင်းအထိဖတ်တဲ့သူဟာ Kim Do-cha တလောက်သာကြံတော့ပါတယ်Do-cha ကိုယ်တိုင်လည်းဝတ္ထုတွေကအချို့ဇက်ကွက်တွေကိုသဘောမကျပေမဲ့လက်တွေ့ဘဝမှာအမြဲအနိုင်ကျင့်ခံနေရတဲ့သူတယောက်အနေနဲ့ရန်သူမှန်သမျှကိုနောက်ပြန်မဆုတ်ပဲတိုက်ခိုက်ပြီးကြီးမားတဲ့မွန်စတာတွေကိုအနိုင်ယူနိုင်တဲ့ဇက်လိုက်ယူဂျွန်ယော့ကိုအားကျခဲ့ရပါတယ်။ယူဂျွန်ယော့ဟာDo-chaအတွက်သူ့ရဲခေါင်းတယောက်ဖြစ်လာခဲ့လို့ဝတ္ထုကိုဆက်ဖတ်ဖြစ်ခဲ့တာပါ။တရက်မှာတော့Do-chaဟာအထက်တန်းကျောင်းသုံးကားလို့အနိုင်ကျင့်ခံရရပါတယ်။အနိုင်ကျင့်သူခေါင်းဆောင်ကDo-cha၌နောက်ကျောင်းသားတယောက်ကိုအချင်းချင်းရန်ဖြစ်ခိုင်းပြီးနိုင်တဲ့သူကိုလွတ်လပ်ခွင့်ပေးမယ်လို့ပြောပါတယ်။ကို့အသက်ရှင်ရေးအတွက်သူတစ်ပါးကိုထိခိုက်ဖို့လုံးဝမလိုလားတဲ့Do-chaဟာဘာမှမလုပ်ဘဲငြိမ်နေခဲ့ပါတယ်။သူ့စိတ်ထဲမှာတော့ဒီအချိန်သာယူဂျွန်ယော့လို့အင်အားကြီးသူတယောက်ဖြစ်နေရင်ဘလောက်ကောင်းလိုက်မလဲလို့တွေးနေမိပါတယ်။အချိန်တွေကြာလာသည့်နောက်Do-chaဟာတာမန်တက္ကသိုလ်တစ်ခုမှာဘွဲ့ရကကုမ္ပဏီတစ်ခုမှာအောက်ခြေသိမ်းဝန်ထမ်းအဖြစ်အလုပ်ဝင်နေခဲ့ပါတယ်။သူဟာသူ့အရန်ကြိုက်တဲ့ဝတ္ထုရေးဆရာစီကိုကျေးဇူးတင်ကြောင်းစာတစ်စောင်ကိုပို့ခဲ့ပါတယ်။ဒါပေမဲ့ဇက်သိမ်းပိုင်းမှာယူဂျွန်ယော့တစ်ကောင်တည်းပဲအသက်ရှင်ကြံရစ်ခဲ့လာကိုအမာခံပရိသတ်တယောက်အနေနဲ့သဘောမတူကြောင်းကိုပါရေးသားပို့လိုက်ရပါတယ်။စာပို့ပြီးတဲ့နောက်အိမ်ပြန်ဖို့မြေရောက်ထရစီးလာခဲ့ပါတယ်။ယထာပေါ်မှာမိဘမပါဘဲပိုးကောင်လေးတွေပါတဲ့လောင်ငင်းငယ်လေးကိုကင်ထားတဲ့ကလေးလေးဂီယုံဟာDo-chaဘေးမှာထိုင်နေခဲ့ပါတယ်။ Do-chaလည်းစိတ်ဝင်စားလို့စကားပြောရင်းခင်မင်သွားကြပါတယ်။ခဏအကြာမှာတော့အဖွားအိုးတူမတ်တက်ရက်နေတာမြင်လို့Do-chaဟာသူ့ထိုင်ကုန်ကိုဖယ်ပေးလိုက်ပါတယ်။ဒီလိုနဲ့စကားပြောနေတုန်းမှာDo-chaတို့အလုတ်ဌာနကလုတ်ဖော်ကင်ပတ်ဟန်ဆန်ကရောက်လာပြီးနှုတ်ဆက်ကသမင်းစားဖို့ဖိတ်ခေါ်ပါတယ်။အဲ့ဒီအချိန်မှာDo-chaရဲ့ဖုန်းထဲမှာစာတစ်စောင်ဝင်လာပါတယ်။ပို့သူကကမ္ဘာပြည့်ချိန်တွေရှင်သန်နေထိုင်နည်းသုံးနည်းရဲ့စာရေးဆရာထစ်ကြောင်းအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းရေးသားထားပါတယ်။စာရေးဆရာကDo-chaလို့အထူးပရိသတ်တယောက်အတွက်ဇက်သိမ်းမကောင်းကြောင်းကိုအားနာကြောင်းထပ်ပြောပြီးယခုမှစပြီးDo-chaစိတ်ကြိုက်ဇက်သိမ်းတစ်ခုကိုဖန်တီးကပို့ရတော့မယ်ဆိုပြီးချက်ချင်းစာပို့လိုင်းကနေထွက်ခွာသွားခဲ့ပါတယ်။ Do-chaဘာလို့ရမှန်းမသိပဲဖြစ်နေတော့မှပဲစောစောကထိုင်ကုန်ဖယ်ပေးခဲ့တဲ့အဖွားအိုးကကျေးဇူးတင်ကြောင်းပြောပြီးအသီးလုံးတစ်လုံးကိုပေးကသူစင်းမဲ့ဘူးတော့ရောက်ပြီးဖြစ်လို့ဆင်းသွားခဲ့ပါတယ်။စာရေးသူရဲ့စကားကြောင့်နားမလည်နိုင်ပဲဇက်သိန်းကိုကိုယ်တိုင်ဖန်တီးရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုစဉ်းစားနေချိန်မှာDo-chaတို့စီးလာတဲ့ယထာဟာရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ဂျိုးစနစ်860ရဲ့အခက်မဲ့ဝန်ဆောင်မှုပြီးဆုံးပါပြီ။ယခုအချိန်မှစု၍အခက်ကြီးငွေပေးရသောဝန်ဆောင်မှုကိုဆက်တင်ပါမည်။ယထာတွဲမှာထုတ်ပြန်လာတဲ့ဒီကြေညာချက်ဟာDo-chaဖတ်ခဲ့တဲ့ဝတ္ထုရဲ့ပထမဆုံးဇက်ဝင်ခံတဲ့ကစကလုံးတွေဖြစ်နေလာကိုမှတ်မိသွားပါတယ်။Do-chaအတွက်ဒါဟာမယုံနိုင်စရာထူးခြားဖြစ်စဉ်တစ်ခုပါ။သူဖတ်ခဲ့တဲ့ဝတ္ထုရဲ့ပထမဆုံးအပိုင်းထဲကိုရောက်ရှိသွားခဲ့ပြီဖြစ်ပြီးနာယီကိုကြည့်လိုက်တော့လဲည9နာရီတိတိထိုးနေပါပြီ။စာရေးသူပြောခဲ့တဲ့ဇက်သိန်းပိုင်းကိုကိုယ်တိုင်စိတ်ကြိုက်ဖန်တီးရမယ်ဆိုတဲ့စကားဟာသူဝတ္ထုထဲကဇက်ကောင်နဲ့ရဝင်ရောက်တရုပ်ဆောင်ရတော့မယ်အတိတ်ပဲလားလို့တွေးမိပါတယ်။အဲ့ဒီနောက်ယထာထဲမှာမင်းသားဒုက္ခဘီလေးပေါ်လာပြီးပထမဆုံး mission ကိုကျင်ရလိုက်ချိန်မှာတော့ဒါဟာဝတ္ထုရဲ့ပထမဆုံးဇက်ဝင်ခံမှန်Do-chaတေချာသိလိုက်ပါတော့တယ်ဝတ္ထုရဲ့အဓိကဇက်လိုက်ယူဂျွန်ဟျော့ဟာDo-chaနဲ့တိမကွာလာတဲ့အရက်အမောင်းရှိပေမဲ့အပြောအဆိုချိုတာသူမဟုတ်ပဲတိုက်ခိုက်ရေးမှာထူးချွန်ကအင်အားကြီးပြီးအယမ်းကျန်းတဲ့သူရဲအောင်တယောက်ဖြစ်ပါတယ်ယူဂျွန်ဟျော့ဟာသူ့အပေါင်းအပါတွေနဲ့အတူ mission တွေကိုရှင်းလင်းရင်းနောက်ဆုံးမှာတယောက်တည်းအသက်ရှင်ကျန်ရက်ခဲ့ကဝတ္ထုရဲ့အဆုံးသတ် mission ဖြစ်တဲ့မင်းနဂါကိုတိုက်ခိုက်သူဖြစ်လာမှာပါဇလန်းကိုပြန်ဆက်ရမယ်ဆိုရင်ယထာပေါ်မှာ mission ကျင်ညာလာတော့ခရီးတွေအလုံးရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေတွေကိုနားမလည်နိုင်ပဲအော်ဟစ်ဆွန်ယန်ကမင်းသားကိုအပြင်ထွက်ခိုင်းကြပါတယ်မင်းသားလေးကအေးအေးဆေးဆေးနားထောင်ဖို့တတိပေးပေမဲ့ထိမရတော့တဲ့အတွက်လူကြီးတယောက်ကိုလေးစားနေပြစ်ပြပြီးအတန်ရီတိတ်သွားအောင်လုပ်ခဲ့ပါတယ်လူအုပ်ကြီးလည်းတေဆုံးသွားသူကိုမြင်ပြီးကြောက်လန့်ကမင်းသားပြောတာကိုကြောက်ကြောက်လန့်လန့်နဲ့နားထောင်လိုက်ကြရပါတယ်မင်းသားလေးရှင်းပြတဲ့ပထမဆုံး mission ကတော့10မိနစ်အတွင်းတက်ရှိတူတော့မဟုတ်ထို့ထက်ပို၍တက်ရမည်ဖြစ်ပါတယ်
မစ်ရှင်ပြီးမြောက်သူဟာကွိုင်း300စက်တင်ရရှိမှာဖြစ်ပြီးမတက်နိုင်ရင်တော့အချိန်ပြည့်တာနဲ့ချက်ချင်းတေဆုံးရမှာပဲဖြစ်ပါတယ်။ဒီဖြစ်ရပ်တွေကိုမင်းသားတို့ရဲ့ကောင်းကင် channel ကနေတဆင့်နဖီယားတွေအားလုံးကစောင့်ကြည့်နေကြမှာပါ။ပထမဆုံး mission ကျင်ညာပြီးမင်းသားပြောက်ကွယ်တာချင်းမှာတော့ယထာပေါ်ပါလာတဲ့လူတွေအားလုံးအချင်းတွေကိုနားမလည်နိုင်ပဲဦးကြောင်ကြောင်ဖြစ်ကုန်ကြပါတယ်။ဝတ္ထုနဲ့ယင်းနီပြီးသားဒုချာကတော့ဒါဟာနဖီယားတွေကလူသားအချင်းချင်းတပ်ဖွဲ့အကြီးစားတစ်ခုဖြစ်အောင်စီစဉ်လိုက်တာပဲလို့နားလည်လိုက်ပါတယ်။ဒိုချာလည်းဘာလို့ရမှန်းမသိဖြစ်နေတော့ဘေးနာကက်ရထိုင်နေတဲ့ကလေးငယ်ကီယုံရဲ့ပိုးကောင်လေးတွေပါတဲ့လောင်အိမ်ကိုတတိယသွားခဲ့ပါတယ်။ကီယုံကိုစကားပြောနေချိန်မှာပဲယထာသွေးရဲ့အရှိပါမှာစူညံတန်လေးထွက်ပေါ်လာလို့လမ်းကြည့်လိုက်ပါတယ်။လူအုပ်ကြီးဟာ mission clear လုပ်ဖို့အတွက်စောစောကဒိုချာနေရဖေးပေးခဲ့တဲ့အဖွားအုပ်ကိုတပ်ဖို့စူးစမ်းနေပါပြီ။မိန်ကလေးတယောက်ကလည်းနောက်တွဲတဲ့ထပ်ပြေးဖို့စူးစမ်းပြီးမဲ့တတွဲနဲ့တတွဲကူးလို့မရအောင်ကာကွယ်ထားခဲ့ပြီးပါပြီ။အဲ့ဒါနဲ့ဒိုချာဟာယထာတွဲနောဘက်ကနေသူ့ရဲကောင်ကြီးယူဂျွန်ဟိုကိုမြင်လိုက်ရတာကြောင့်သူဖတ်နေတဲ့ဝတ္ထုတွေကိုတကယ်ရောက်နေခဲ့ပြီဆိုတာတေချာသွားခဲ့ပါတယ်။ဒီလိုဆိုရင်ဒီအခန်းမှာနောက်ထပ်ကြီးမားတဲ့အဖြစ်ပြက်တစ်ခုရှိနေသေးတယ်လို့တွေးနေတော့မှပဲရေထဲကနဂါကြီးကဒိုချာတို့ရဲ့ယထာကိုလက်ဖြင့်ရိုက်ချလိုက်ပါတော့တယ်။ယထာမောင်စွာချိန်မှာတော့ဒိုချာဟာဂီယုံလက်ထဲကလောင်အိမ်ကိုလင်းမြန်စွာကောက်ယူလိုက်ပြီးဘေးနာကဟန်ဆန်ကိုပိုးကောင်အနှဲငယ်ပေးလိုက်ပါတယ်။ဒိုချာကတော့မစ်ရှင်ကိုဘလို့ရှင်းရမယ်ဆိုလားကောင်းကောင်းသိတယ်လို့ပြောပြီးလူအုပ်ကြီးစီကိုပြေးဝင်သွားလိုက်ပါတယ်။ဒိုချာဟာလောင်အိမ်ထဲကပိုးကောင်တကောင်ကိုလက်နဲ့ချွင့်တက်လိုက်ချိန်မှာတဲ့ပထမဆုံး mission clear လုပ်နိုင်သူကွိုင်း300ရရှိပါပြီဆိုတဲ့ကြေညာချက်ထွက်ပေါ်လာခဲ့ပါတယ်။အချင်းချင်းတိုက်ခိုက်နေကြတဲ့လူအုပ်ကြီးဟာဒိုချာစီကိုအာယုံရောက်ကုန်ကြပါတယ်။ဒိုချာက mission ဟာသက်ရှိတယောက်နဲ့အထက်တက်ရမှာဖြစ်လို့လူချင်းတက်เสียမလို့ပဲပိုးကောင်တွေကိုတတ်နိုင်ရင်လဲ mission clear လုပ်နိုင်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါပေမဲ့အချိန်က3မိနစ်ကျော်ပဲကြာလောက်လို့လောင်အိမ်ထဲကပိုးကောင်အရေးအတွက်ကလည်းလူအုပ်ကြီးနဲ့မလုံလောက်တာကြောင့်ဒိုချာစိတ်ညစ်နေခဲ့ရပါတယ်။အဲ့ဒီချိန်စောစောကနှုတ်ဆက်သွားတဲ့ဟန်ဆန်ဟာသူကိုယ်တိုင်ပဲဆုံးဖြတ်ပြီးမယ်လို့ပြောပြီးဒိုချာရဲ့လက်ထက်ကလောင်အိမ်ကိုလူယူသွားခဲ့ပါတယ်။ပိုးကောင်အနေငယ်ကိုကြည့်ရင်လူအုပ်ကြီးဝိုင်းတိုက်ခိုက်တာကိုခံနေရတဲ့အဖွားအိုကိုကယ်ဖို့အပြေးသွားပါတယ်။လက်ရှိမှာအဖွားကိုတတ်ဖို့လုပ်နေတဲ့လူတစ်ယောက်ရှိနေတာကြောင့်သူ့လက်ထဲကပိုးကောင်ကိုပြပြီးအဖွားကိုဘာမှဆက်မလုပ်ဖို့ပြောပါတယ်။တေချာကြည့်တဲ့ကြောအဖွားကိုတတ်ဖို့လုပ်နေသူဟာဒိုချာရဲ့တရေကောင်ယူဂျွန်ဟျော့ရဲ့အပေါင်းပါတွေကဂင်နန်ဝန်းခနေတာကိုသိလိုက်ရပါတယ်။ဂင်နန်ဝန်းကတော့ဟန်ဆန်ရဲ့ကန့်လန့်ချက်ကိုညင်းပယ်ပြီးအဖွားကိုပဲဆက်တက်ဖို့လုပ်နေတာကြောင့်ဒိုချာလည်းသူသဘောကျခဲ့ရတဲ့ဇက်ကောင်တွေကတယောက်ဖြစ်တဲ့ဂင်နန်ဝန်းဟာမကောင်းတဲ့လူစားမျိုးပါလားဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒိုချာဟာလဲကျနေတဲ့အဖွားကိုပစ်ထားတဲ့ဂင်နန်ဝန်းကိုမလုတော့ဘူးတားလိုက်တဲ့အခါဂင်နန်ဝန်းကအဖွားကိုမတက်ရရင်ဒိုချာကိုတက်မယ်ဆိုပြီးအန်ဒီရဲ့ပြုတ်ပါတော့တယ်။အဲ့ဒီအချိန်ဒိုချာတတိယသွားတာကလက်ရှိမှာဝတ္ထုတွေကအတိုင်းဖြစ်နေတယ်ဆိုရင်ဝတ္ထုတွေကအတိုင်းပဲပြန်တုံ့ပြန်ရမှာပဲဆိုပြီးသူရထားတဲ့ quite 300နဲ့ကြွက်သားအင်အား3မြင့်တဲ့ item တစ်ခုကိုအမြန်ဝယ်ယူလိုက်ပါတယ်။ပြီးနောက်လက်တီးနဲ့တစ်ချက်ထိုးလိုက်ချိန်မှာတော့ဂီနန်ဝန်းဟာအဝေးကိုလွင့်ထွက်သွားခဲ့ပါတယ်။ဒိုချာလည်းသူထိုးလိုက်တဲ့လက်ကိုကြည့်ပြီးအယမ်းကိုသဘောကျနေခဲ့ပါတယ်။ဂီနန်ဝန်းကလည်းခေသူမဟုတ်ပဲနတ်ဖျားရဲ့အထောက်ပံ့ကိုပထမဆုံးရယူထားသူထစ်တာကြောင့်သူ့ရဲ့မောင်မိုက်သောစွမ်းအားကိုထုတ်တုံပြီးဒိုချာကိုပြန်တိုက်ခိုက်ပါတော့တယ်။သူတပြန်ကိုတပြန်တိုက်ခိုက်ကြရင်ဒိုချာလည်းထိခိုက်သွားခဲ့ရပါတယ်။ကန်ကောင်းကျင်တော့လောင်အိမ်တဲကပိုးဦး BTEL X တွေထည့်ထားတဲ့ဘလင်းလေးဟာလူအုပ်ကြီးထဲကနေလိမ့်ကျလာပြီးဒိုချာရှိကိုတသက်ရောက်လာခဲ့ပါတယ်။ဒိုချာလည်းဘလင်းကိုမြန်မြန်ကောက်ယူပြီးပိုးဦးညံအားပါရတဲ့ပိတ်ခွဲလိုက်တဲ့အခါကွိုင်ပေါင်းများစွာထပ်မံရရှိသွားခဲ့ပါတယ်။ဒါကြောင့်ကိုကန်အားအတွက်ကွိုင်3000နဲ့လှုပ်ရှားမှုတွက်လက်တဲ့စွမ်းရည်အတွက်ကွိုင်3000ကိုထပ်မံဝယ်ယူလိုက်ပါတယ်။စွမ်းအားတွေပြည့်နေတဲ့ဒိုချာကိုဂီနန်ကွန်ပြန်မခုခံနိုင်တော့တဲ့အတွက်အဖွားကိုမတတ်တော့ပဲသူ့ကိုပိုးကောင်တကောင်လောက်ပေးလိုက်ဖို့သာတောင်းဆိုပါတော့တယ်။ဒါပေမဲ့ဒိုချာကတော့သူစိတ်ပြောင်းသွားပြီးထစ်တာကြောင့်ဒီဇက်လန်မှာဂီနန်ဝတ်မပါလဲဖြစ်တယ်လို့ပြောလိုက်ပြီးလဲကျနေတဲ့အဖွားစီကိုပြေးသွားလိုက်ပါတယ်။အချိန်ကလည်းစက္ကန့်ပိုင်းလောက်သာကြံတော့မလို့ဒိုချာဟာအဖွားရဲ့လက်ထဲကိုနောက်ဆုံးကြံရှိနေတဲ့ပိုးကောင်လေးတကောင်ကိုထည့်ပြီး mission clear လုပ်နိုင်အောင်ကူညီပေးလိုက်ပါတယ်။အချိန်ပြည့်သွားတဲ့အခါအဖွားကိုမရရအောင်တတ်ဖို့လုပ်နေတဲ့ဂီနန်ဝွန်အပါအဝင်မစ်ရှင်မလုံဆောင်နိုင်ခဲ့တဲ့ယထာဘော်ကလူတွေအားလုံးလဲမျက်နှာမှာအပေါက်ကြီးတွေပေါ်လာပြီးလဲကျတေဆုံးသွားကြပါတော့တယ်။ဒိုချာကသူကူညီပေးလိုက်တဲ့အဖွားလဲမစ်ရှင် clear လုပ်နိုင်သွားပြီလို့ထင်ခဲ့ပေမဲ့အားနည်းနေတဲ့အဖွားကပိုးကောင်လေးတစ်ကောင်တောင်မတတ်နိုင်တာကြောင့်ဒိုချာပေးလိုက်တဲ့ပိုးကောင်လေးဟာအဖွားရဲ့လက်ထဲကနေပြန်ထွက်သွားခဲ့ပြီးအဖွားကလည်းတခြားသူတွေလိုပဲတေဆုံးသွားခဲ့ရပါတော့တယ်။အဖွားသူစိတ်မကောင်းဖြစ်နေတဲ့ဒိုချာစီကိုဟန်ဆန်ရောက်ပြီးအစင်ပြေလားလို့မေးနေချိန်မှာမစ်ရှင်ကျင်ညာပေးတဲ့မင်းသားလည်းပြန်ပေါ်လာခဲ့ပါတယ်။မင်းသားကပထမမစ်ရှင်မှာအောင်မြင်ခဲ့တဲ့၁၉ယောက်ကိုဂရုစိုက်ပြီးပြောသွားပြီးနောက်ဒီမစ်ရှင်ဟာလူအချင်းချင်းတက်ဖို့စီစဉ်ပေးလိုက်မယ်။တစုံတစ်ယောက်ကပိုးခေါင်နေနဲ့အစားထိုးပြီးဇက်ကွက်ကိုလှည့်လိုက်တာကြောင့်
နတ်ဖျားတွေကပိုပြီးစိတ်ဝင်စားစရာကောင်းသွားတယ်လို့မှတ်ချက်ပေးနေတာထိတာကြောင့်ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မစ်ရှင်စခင်မှာကို့အတွက်အကူအညီပေးမဲ့အထောက်အပံ့နတ်ဖျားကိုရွေးချယ်ရမှာဖြစ်ပြီးဒီလိုရွေးချယ်လာဟာနောက်မစ်ရှင်တွေကိုကလီးယားလုပ်မဲ့နေရာမှာအထောက်အကူဖြစ်လာမှာကြောင့်မင်းသားကရှင်းပြလိုက်ပါတယ်။ရှင်းပြောရရင်လူသားတွေမစ်ရှင်လုပ်နေတာကိုစောင့်ကြည့်နေတဲ့နတ်ဖျားအသီးသီးကနေသူတို့ပိုင်ဆိုင်တဲ့စွမ်းအားတွေကိုရွေးချယ်ခွင့်ပေးလိုက်တာပါ။မစ်ရှင်လုပ်နေချိန်အခက်အခဲရှိလာတဲ့အခါကိုရွေးချယ်ထားတဲ့နတ်ဖျားရဲ့အထောက်ပံ့ကိုသုံးဖို့တွေးလိုက်ရုံနဲ့ပဲစောင့်ကြည့်နေတဲ့နတ်ဖျားကနေသူ့ရဲ့စွမ်းအားနဲ့အခက်အခဲတွေကိုလွယ်ကူကူဖြေရှင်းပေးလိုက်တာမျိုးပါ။ဒါကြောင့်ရထောင်းမှရှိတဲ့လူတွေကနတ်ဖျားအထောက်ပံ့ယူဖို့ကိုစီရွေးချယ်နေကြတဲ့အခါအထောက်ပံ့ယူထားမယ်ဆိုရင်အကူအညီရနိုင်ပေမဲ့တချင်းချင်းမှာအဲ့အထောက်ပံ့အတွက်ကြီးမားတဲ့အဖိုးကပြန်ပေးရမယ်ဆိုတာကိုသိနေတဲ့ဒိုချာကတော့ပြထားတဲ့ဘဲနတ်ဖျားရဲ့အထောက်ပံ့ကိုမှမရွေးချယ်ပဲရဲကြီးပယ်ချလိုက်ပါတော့တယ်ဒိုချာရဲ့ပယ်ချမှုကိုမြင်တော့ရေနဂါကြီးရဲ့ထပ်မံတိုက်ခိုက်မှုကြောင့်ယထာကြီးဟာရေထဲကိုပြုတ်ကျတော့မလို့ဖြစ်သွားခဲ့ပြီးကြံတဲ့သူတွေအားလုံးယထာထဲမှာပြိုလဲကုန်ကြပါတော့တယ်။အဲ့ဒီအချိန်ယထာရဲ့တကားကိုတွန်းဖွင့်ပြီးလူအားလုံးကိုကူညီဖို့စန္ဒပြင်းပြနေတဲ့စစ်သားဝတ်စုံတဲ့လူတစ်ယောက်ရောက်လာပါတယ်။ကြံတဲ့သူတွေကဘယ်သူမှမသိကြပေမဲ့ဒိုချာကတော့ဒီလူဟာနောက်ပိုင်းမှာယူကျွန်းရော့ရဲ့အပေါင်းအပါဖြစ်လာမဲ့လီဟုံးဆောင်လီဟန်ယုံဆောင်ဆိုတာကိုချက်ချင်းသိလိုက်ပါတယ်။တကားကိုမရမကဆွဲဖွင့်နေတဲ့လီဟုံးဆောင်ကိုဒိုချာကမြင်ကွင်းရဲ့ညာဘက်အောက်မှာစွမ်းရည်တွေကိုပြထားတဲ့အကွက်တစ်ခုရှိပြီးအဲ့ဒီတဲကစွမ်းရည်တစ်ခုကိုသုံးမှသာတကားကိုဖွင့်နိုင်မှာဖြစ်ကြောင်းလှမ်းပြောပြပါတယ်လီဟုံးဆောင်လည်းဒီအချက်တွေကိုဒိုချာဘလို့လွဲသိနေလဲဆိုတာကိုအထူးအဆန်ဖြစ်နေပေမဲ့ယထာပြုတ်ကြကုန်မဲ့အခြေအနေကြောင့်ဒိုချာပြောတဲ့အတိုင်းပဲအမြန်လှုပ်ကြည့်လိုက်ပါတယ်အဲ့ဒီနောက်လီဟုံးဆောင်ဟာကွိုင်30နဲ့ဝယ်ယူလိုက်တဲ့တောင်ကြီးတန်းဟာအဆင့်သစွမ်းရည်ကိုအသုံးပြုပြီးယထာရဲ့တကားကိုတွန်းဖွင့်လိုက်ပါတယ်တကားဖွင့်သွားတဲ့အခါလီဟုံးဆောင်နဲ့ဒိုချာတို့ဟာအထက်ကလူတွေကိုအပြင်ရောက်အောင်အတူတူဆွဲတင်ပေးကြရင်အချင်းချင်းမိတ်ဆက်လိုက်ကြပါတယ်လီဟုံးဆောင်ဟာအပြင်ရောက်မှတွေ့မယ်လို့ပြောပြီးယထာထက်ကထွက်သွားချိန်မှာယထာကရေထဲကိုပြုတ်ကျတော့မှဖြစ်တာကြောင့်ဒိုချာလည်းယထာရဲ့အတွင်းပိုင်းထဲမှာတယောက်တည်းငိုနေခဲ့တဲ့ကလေးငယ်ဂီယုံကိုမှအမြန်သွားခေါ်ပြီးအပြင်ကိုထွက်လာခဲ့ရပါတယ်ဂီယုံကိုပွေ့ချီထားတဲ့ဒိုချာနဲ့အတူလီဟုံးဆောင်နဲ့ဟန်ဆန်တို့ပါယထာနဲ့ဝေးရကိုထွက်ပြေးလာကြရင်နောက်ထပ်မစ်ရှင်တွေနဲ့ချိတ်ဆက်နေတဲ့တရားရဲ့တစ်ဖက်ကိုဖျက်ကျော်ရောက်မှခစ်ကြောင်ကျင်ညာခဲ့ပါတယ်တခြားသူတွေကတကားအကောင့်ကြီးဘာကြောင့်ကျိုးရမှာလဲလို့စဉ်းစားနေချိန်မှာဒိုချာကတော့ရေနဂါကြီးရဲ့တိုက်ခိုက်မှုကြောင့်မကြမီကျိုးပြတ်သွားမယ်ဆိုတာကိုကြိုသိနေခဲ့ပါတယ်ဒိုချာတွေးနေတော့မှပဲတကားဟာလည်းနဂါကြီးရဲ့လက်ချက်နဲ့ကျိုးပြတ်သွားခဲ့တာကြောင့်အားလုံးကြောက်လန့်ကုန်ကြပါတယ်အဲ့ဒီအချိန်မှာ mission ကျင်ညာတဲ့စာသားလေးထပ်ပေါ်လာပြီးဒီ mission ကရိုးစင်းလွတ်နေလာကြောင်းခက်ခဲမှုအဆင့် level ကိုမြင့်မယ်လို့ပြောလိုက်ကယထာချက်ကတေဆုံးပြီးသားသူတွေကိုအသက်ပြန်သွင်းပေးလိုက်ပါတော့တယ်မိစ္ဆာ zombies အဖြစ်နဲ့ပြန်လဲနိုးထလာတဲ့ယထာတွေကလူတွေကဒိုချာပါဝဲနဲ့တခြားသူတွေကိုလိုက်ပြီးတိုက်ခိုက်ကြပြန်တာကြောင့်ဒိုချာနဲ့လီဟုံးဆောင်တို့လည်းမိစ္ဆာတွေကိုခုခိုင်ကြရပါတယ်အဲ့ဒီအချိန်မှာဟန်ဆန်ကကျိုးသွားတဲ့တရားကိုထိုးပြပြီးသူမစိတ်ထဲမှာတွေးလိုက်ယုံနဲ့တရားရဲ့တစ်ဖက်ကိုကူးဖို့လမ်းတစ်တစ်ခုထစ်လာကြောင်းကိုပြောလိုက်ပါတယ်ဒိုချာလည်းတိုက်ခိုက်ရာကနေလီဟုံးဆောင်ကိုလမ်းခေါ်ခဲ့ပြီးခုနကအထောက်ပံ့နတ်ဖျားကိုရွေးချယ်လိုက်လို့သာစိတ်ထဲမှာတွေးလိုက်ယုံနဲ့စောင့်ကြည့်နေတဲ့နတ်ဖျားကအကူအညီလာဘေးကဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်အဲ့ဒီနောက်တရားကိုဖျက်ပြီးမိစ္ဆာတွေလက်ကနေလွတ်အောင်ပြေးကြရင်ခဏကြာရင်အစိမ်ငွေတွေထွန်းလာမှဖြစ်တဲ့အတွက်မြေအောက်ဘက်မှာရှောင်ပြီး mission clear ဖြစ်ရင်ရရှိလာမဲ့ quality ကိုလည်းမထစ်မနစ်စုထားရမယ်ဆိုပြီးပြင်းရင်လွားရင်နဲ့တတိပေးလိုက်ပါတယ်မင်းဘာလို့အကုန်ကြိုတိနေတာလဲလို့လီဟုံးဆောင်အမေးတဲ့အခါဒိုချာကအမေးလွန်းကိုမချေပဲမြေအောက်ယထာဘူတာကိုတွားဖို့သာပြန်ပြောခဲ့ပါတယ်ဒိုချာရဲ့အသွေးထဲမှာဝတ္ထုထက်ကဇက်ဝင်ခန်းတစ်ခုမှတ်မိလာခဲ့ပါတယ်လောလောဆယ်ဒီနေရာနဲ့အနီးဆုံးကွမ်ဂိုဘူတာမှာတွားရှောင်ဖုံးနေလာမှာဖြစ်ပါတယ်တကယ်လို့ဒါအဲ့လိုရှောင်ဖုံးနေလိုက်မယ်ဆိုရင်ဝတ္ထုရဲ့အစမှာယူကျွန်းရော့ဟာတစ်ဖက်မှာရှိတဲ့ချောင်းမူရိုဘူတာမှာမီးနငါးနဲ့တိုက်ခိုက်ရင်တည်ဆုံးသွားတာကနေနောက်ကျောင်းပြန်လှည့်တဲ့စွမ်းရင်ကိုအသုံးပြုပြီးဇက်လန်ကိုအစကပြန်ဆခဲ့ပေမဲ့ဇက်လိုက်မရှိရင်လက်ရှိကဘာကြီးကလည်းပျောက်ကွယ်သွားမှာဖြစ်တဲ့အတွက်ဇက်လိုက်ဖြစ်တဲ့ယူကျွန်းရော့ဟာဒီဇက်လန်မှာလုံးဝတေးလို့မရဘူးဆိုတာကိုသတိရသွားခဲ့ပါတယ်ဒါကြောင့်ဒိုချာဟာဟန်ဆန်တို့နဲ့အတူလိုက်မသွားသေးပဲမီးနဂါးကိုတိုက်ခိုက်ဖို့နီးပြညာအားလုံးကိုပြောပြီးယူကျွန်းရော့နဲ့အတူပူပေါင်းကမီးနဂါးရှင်းလင်းဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်ယူကျွန်းရော့ကယထာတွေကမစ်ဆာတွေကိုသူ့ရဲ့ကျွမ်းကျင်တဲ့တိုက်ခိုက်နည်းလေးနဲ့ရှင်းလင်းပြီးတဲ့နောက်တရားတစ်ဖက်ကနေသူ့ကိုလှမ်းခေါ်နေတဲ့ဒိုချာစီကိုလာလိုက်ပါတယ်ယူကျွန်းရော့ကလည်းဇက်ချောင်းကိုနောက်ပြန်လှည့်ထားသူဖြစ်တဲ့အတွက်ဇက်လန်းထဲမှာဘာပြင်းရင်ဘာလာမယ်ဆိုတာကိုသိထားသူဖြစ်ပြီးရောက်ချင်းမှလည်းဇက်လန်းစာမှာတေရောက်မှာမဟုတ်တဲ့ဂင်းနန်ဝန်းကိုဘာကြောင့်ရှင်းပစ်တာလဲလို့ဒိုချာကိုမေးလိုက်ပါတယ်ဒိုချာကဂင်းနန်ဝန်းကိစ္စကိုသူ့နဲ့မဆိုင်ကြောင်းညှင်းလိုက်တဲ့အခါယူကျွန်းရော့ကအလိန်ဖော်ဆွဲရင်ကိုထုတ်ပြီးစမ်းသက်ကြည့်လိုက်တဲ့အခါဒိုချာလိန်ပိုးနေတာကိုသိသွားခဲ့ပါတယ်အဲ့ဒီနောက်ကွိုင်အသုံးပြုနည်းကိုကောင်းကောင်းသိနေပြီးနောက်ပိုင်းမှာသူ့လည်းအပေါင်းအပါဖြစ်လာမဲ့လီဟုံးဆောင်တဲ့ပါရင်းနှီးနေတဲ့တာကြောင့်မင်းကဘာကောင်လဲလို့ဒိုချာကိုထပ်ပြီးမေးလိုက်ပြန်ပါတယ်
ဒိုချာကသူဟာဒီဝတ္ထုကိုဖတ်ခဲ့တဲ့ပရိသတ်တယောက်ဖြစ်ကြောင်းအမှန်တိုင်းဖေးလိုက်မယ်ဆိုရင်လည်းယူဂျွန်လျော့ကယုံမှာမဟုတ်ဘူးဆိုတာကိုသိနေခဲ့ပါတယ်။ဒါကြောင့်ဒိုချာလည်းရှေ့ရှေ့ဝေးဝေးရှင်းပြမနေတော့ပဲသူ့ကိုသူခင်ချင်းမိတ်ဆက်လိုက်ပါတယ်။ပြီးနောက်ယူဂျွန်လျော့ဟာနောက်ထပ်ဇက်ပိုင်းလောက်နေရင်မီးနဂါးနဲ့တိုက်ခိုက်ရင်တေဆုံးရမှာဖြစ်ပြီးနောက်ကြောင်ပြန်လှည့်ထားရင်တောင် mission clear လုပ်ဖို့အချိန်တစ်ခုထိကြာနိုင်အောင်မှဖြစ်တဲ့အတွက်မီးနဂါးကိုရှင်းပြမဲ့နီးပြညာအားလုံးကိုသိထားတဲ့ဒိုချာနဲ့အတူပူးပေါင်းပြီးတိုက်ခိုက်မှဒါအောင်မြင်မှဖြစ်ကြောင်းကိုရှင်းပြလိုက်ပါတော့တယ်။အဲ့ဒီအချိန်ယူဂျွန်လျော့ကဒိုချာပြောနေတာတွေဟုတ်မဟုတ်လိန်ပြောနေသလားစစ်ဆေးကြည့်တဲ့အခါမှာတော့ဒီတစ်ခေါက်ပြောနေတာတွေကအမှန်တရားတွေပဲဆိုတာကိုယူဂျွန်လျော့လည်းသိလိုက်ရပါတယ်။ဒါတွေပဲမကျေနပ်နိုင်တဲ့ယူဂျွန်လျော့ကဘာကြောင့်မီးနဂါးတိုက်ခိုက်နီးပြညာကိုသိနေတာလဲလို့ထပ်ပြီးစစ်ဆေးနေပြန်တာကြောင့်ဒိုချာလည်းသူ့လက်အထူးစွမ်းရည်တစ်ခုကြောင့်သိရတာပါလို့ပြောပြီးဒိုချာကိုသူ့လက်အတူလိုက်ခဲ့ပါတယ်။ယူဂျွန်လျော့ကတော့ဒိုချာကိုဆွဲလွှဲလိုက်ပြီးရေထဲကိုပစ်ချော့မလို့လှုပ်လိုက်ကဘာကြောင့်အခုလိုတွေသိနေလဲလို့အကြမ်းပတန်ထပ်ပြီးမေးပါတယ်။ဒိုချာလာရေနဂါးစာဖြစ်တော့မှာကိုအရန်ကြောက်နေတာကြောင့်ဘလို့ပဲဖြစ်ဖြစ်အတူတူပူးပေါင်းရင်ရပြီမလားဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့ပြန်ပြောခဲ့တာပါ။ယူဂျွန်လျော့ကဒိုချာကိုပြန်ဆွဲတင်ပေးလိုက်ပြီးဘာကြောင့်လူသားတွေဟာအခုလိုပြစ်ဒဏ်တွေခံရပြီးလောကကြီးကပုံစံမျိုးဖြစ်ပါတာလဲလို့မေးတဲ့အခါမှာတော့အဲ့ဒါကိုသူလည်းဘလို့လို့သိမှလဲလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ယူဂျွန်လျော့ကတပ်ပြင်းချလိုက်ပြီးချောင်းမူရိုဘူတာထိလိုက်ခဲ့အဲ့ဒီကြောင့်မှမင်းနဲ့ပူးပေါင်းပြီးတိုက်ခိုက်ရမလားဆိုတာကိုစဉ်းစားပေးမယ်လို့ပြောလိုက်ပြီးဒိုချာကိုရုပ်တရက်ကြီးရေထဲပစ်ချပေးလိုက်ပါတော့တယ်။ဒိုချာရဲ့စိတ်ထဲမှာတော့နောက်ဆုံးမှာငါအသက်ရှင်အောင်ဇက်လိုက်မသေးဖို့ကအရေးကြီးတယ်။ဒါပေမဲ့အခုတော့ငါအရင်တေးရတော့မှာပဲလို့တွေးနေတော့မှာပဲအောက်ကနေအဆင့်တင်စောင့်နေတဲ့ရေနဂါးရဲ့ပါဇက်ထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။ဒိုချာတယောက်ရေနဂါးကြီးရဲ့ပါဇက်ထဲကနေအစာအိမ်ထဲကိုရောက်သွားချိန်မှာတော့လျှို့ဝှက်မစ်ရှင်တွေနဲ့နဂါးကိုတက်ပြီးဘိုက်ထဲကနေလွတ်အောင်ထွက်ရမယ်ဆိုတဲ့ကြေညာချက်တစ်ခုရောက်လာခဲ့ပါတယ်။အဲ့တော့မှဒိုချာလည်းယူဂျွန်ရုပ်ကသူ့ကိုတေးစေခြင်းလို့ပစ်ချတာမဟုတ်ပဲနဂါးရဲ့ဘိုက်ထဲမှာလည်းမစ်ရှင်ရုပ်လို့ရနိုင်တာပဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့နဂါးကိုတိုက်ခိုက်ဖို့ဘာအိုက်တမ်မှမရှိတာကြောင့်ဒိုချာတယောက်စဉ်းစားနေချိန်မှာကြေညာပေးလဲမင်းသားဘီယွန်ကလည်းဒိုချာရဲ့ဘေးမှာပေါ်လာခဲ့ပါတယ်။ဒိုချာစဉ်းစားမိသွားတာကလွယ်လွယ်ဝင်ရောလို့ရတဲ့မင်းသားဘီဟျောင်းရဲ့ဘတ်တော်သားဖြစ်သွားရင်ကွိုင်းနဲ့ item တွေကိုရှာတဲ့နေရာမှာအများကြီးထောက်ကူဖြစ်မယ်ဆိုတာပါပဲ။အဲ့ဒါကြောင့်ဒိုချာဟာဘီဟျောင်းရဲ့ channel တွေကိုသိထားကြောင်းနဲ့ဘီဟျောင်းကိုလည်းအယမ်းမိုက်တဲ့ဘာညာနဲ့မြောက်ပြီးပြောပေးလိုက်တာပါ။ဒိုချာထင်ထားတဲ့အတိုင်းပဲလွယ်လွယ်ဝင်ရောလို့ညတဲ့မင်းသားဘီဟျောင်းကတော့သူ့ channel တွေကိုသိနေတယ်လို့ပြောလာတာကြောင့်အယမ်းကိုဝမ်းသာသွားတဲ့ပုံပေါက်သွားပါတယ်။ဒိုချာကသူက mission ကို clear လုပ်သွားမှဖြစ်ပြီးသူ့ရဲ့စွမ်းရည်တွေကိုပြသရင်ဘီဟျောင်းရဲ့ channel မှာထောက်ပံ့ကြေး sponsorship တွေအများကြီးရလာမှာဖြစ်ကြောင်းပြောပြီးဘီဟျောင်းကိုစီးယုံလိုက်ပါတယ်။ဘီဟျောင်းလည်းအစကတွန့်ဆုနေပေမဲ့သူ့ channel ရဲ့စည်ရင်းစရာတွေကိုစစ်ကြည့်တဲ့အခါဒိုချာရဲ့ပထမဆုံး mission မှာလူအချင်းချင်းတက်ရမယ့်အစားပိုးကောင်တွေကိုအစားထိုးခဲ့တာကြောင့်နတ်ဖျားတွေကအယံသဘောကျပြီးအဲ့ဒီအပိုင်းကြောင့်ပဲထောက်ပံ့ကြေးတွေပိုများလာတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ဒိုချာလည်းသူ့ဘက်ပါလာအောင်စကားတွေနဲ့ထပ်ပြီးချုပ်နေပြန်တာကြောင့်ဘီဟျောင်းလည်းစိတ်ပါလာပြီးဒိုချာကိုသူ့ channel နဲ့စာချုပ်ဖို့လက်ခံပြီးရရှိတဲ့ထောက်ပံ့ကြေးကိုလည်း50-50နဲ့တယောက်တစ်ဝက်ခွဲယူကြမယ်လို့သဘောတူခဲ့ပါတယ်။ခဏကြာမှာတော့နဂါးရဲ့အစာချေ acid လေးထွက်လာတဲ့အတွက်ဒိုချာလည်းသူ့ရဲ့ဘတ်တော်သားထီထွားတဲ့မင်းသားအိတ်ဒေါကာဘီဘက်ထဲက item တစ်ခုကိုဝယ်ယူပြီး acid တိုက်စားမှုကနေလွတ်မြောက်အောင်ကြံရတော့တယ်။ဒိုချာဟာ acid ထွက်လာမဲ့အပေါက်တွေကိုချွန်ထက်တဲ့အရာတစ်ခုကိုတုံးပြီးလိုက်ပိတ်ဖို့စ조사ရမယ်။အစာအိမ်ကကျဲလွတ်နေလာကြောင်းအချိန်ပေးပြီးလွတ်မြောက်အောင်လုပ်ရမယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဘီဟျောင်းကတော့စာချုပ်ထဲကအတိုင်းဒိုချာရဲ့ mission တွေကိုဒိုချာပုံစံနဲ့လုပ်ပြမယ်အကွက်အစမ်းတွေကိုတီးတန့်လိုက်လွှင့်ပြီးစောင့်ကြည့်နေတဲ့နတ်ဖျားတွေကိုတင်ဆက်ပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာယူဂျွန်ဟျော့ကဒိုချာကိုသူ့ကိုယ်တိုင်ပစ်ချပေးခဲ့တဲ့ရေပြင်ကြီးကိုကြည့်ရင်ဒိုချာပြောခဲ့တဲ့စကားတွေကိုပြန်လည်ပြီးတွေးတောနေပါတယ်။နောက်တနေ့မနက်ကိုရောက်တဲ့အခါစူးချွန်တွေနဲ့ထိုးဆိုင်ပြီး acid တွေမထွက်လာအောင်လိုက်ပိတ်နေတဲ့ဒိုချာလည်းတော်တော်လေးကိုလက်ပန်းကျနေခဲ့ပါပြီ။နဂါးကြီးကလည်းအစာအိမ်ကိုစူးချွန်တွေနဲ့ထိုးဆိုင်ခံထားရတဲ့ဒဏ်ကြောင့်မလောက်ရှားနိုင်တော့ဘဲအားနည်းလိုနေခဲ့ပါပြီ။အဲ့ဒီအချိန်ကြံနေတဲ့အပေါက်တစ်ပေါက်ကိုထိုးဆိုင်လိုက်ချိန်မှာတော့နဂါးကြီးကလည်းတေဆုံးလို့သွားခဲ့ပြီးဒိုချာလည်းလျိုးဝက်မစ်ရှင်ကိုလုပ်နိုင်တဲ့အတွက်ကွိုင်း9000ရရှိပိုင်ဆိုင်သွားပါတယ်။ဘီယောင်းကတော့စာချုပ်ပြီးတဲ့နောက်မစ်ရှင်တွေကိုပြောတဲ့အတိုင်းလုပ်ပြနိုင်တဲ့ဒိုချာကိုချီးကျူးလို့မဆုံးဖြစ်နေခဲ့တာပါ။ဒိုချာကအစာအိမ်နေရာအနောက်မှာပစ္စည်းတစ်ခုလိုက်ရှာနေခဲ့ပြီးတင်နေရာရောက်တော့အသေးကိုလက်နဲ့ရှာဖွေကြည့်ပါတယ်။အဲ့ဒီနောက်နဂါးရဲ့အစာအိမ်နေရန်ထက်ကဒိုချာထုတ်လိုက်တာကနဂါးရဲ့ဗဟိုချက်ဖြစ်နေတာကြောင့်ဘီဟျောင်းလည်းအားလုံးကိုကျွမ်းကျင်သိနေတဲ့ဒိုချာကိုထူးဆန်းနေရပြန်ပါတယ်။ဒိုချာကသူရခဲ့တဲ့နဂါးဗဟိုချက်ကိုယုံကြည်မှုရဲ့ ether of belief ဆိုတဲ့ item တစ်ခုနဲ့လဲလှယ်ချင်းတဲ့အတွက်ဘီဟျောင်းရဲ့မင်းသားအိတ်ထဲမှာတင်ထားပေးဖို့ပြောလိုက်ပါတယ်။ဘီဟျောင်းကတော့ယုံကြည်မှုရဲ့ ether ဆိုတဲ့ item ကရှာဖို့အရန်ခတ်တာကြောင့်ဇက်လန်းဆမှာဆိုရင်တော့ဘယ်သူမှပိုင်ဆိုင်ကြအောင်မဟုတ်ပေမဲ့လဲလှယ်သူရှိတဲ့အတွက် notification တက်လာတာနဲ့အမြင့်ဆုံးလုတ်ဆောင်ပေးမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။
ဒိုချာကနောက်မစ်ရှင်တွေမှာအရေးကြုံလာတဲ့အခါဘီယောင်းကိုလှမ်းခေါ်ရင်ချက်ချင်းလာပေးရမှာဖြစ်ပြီးတခါတလေမှာမင်းသားအိတ်ကိုအသုံးပြုခြင်းတဲ့အခါမြန်ဖွင့်ပေးရမယ်ဆိုပြီးတော့သူ့လိုချင်တဲ့အချက်တွေကိုတောင်းဆိုလိုက်ပါတယ်ဘီယောင်းကလည်းဒိုချာပြောတယ်လို့လုပ်ပေးမှာဖြစ်ကြောင်းကောင်းမွန်စွာပြန်ပြောပြီးစာချုပ်တဲ့အထိမ်းအမှတ်လက်ဆောင်တွေနဲ့ဒိုချာလိုအပ်ရင်အသုံးဝယ်မဲ့ပစ္စည်းတချို့ပါလက်ဆောင်အဖြစ်ပေးလိုက်ပါသေးတယ်အဲ့ဒီထဲကတစ်ခုကိုအသုံးပြုပြီးဒိုချာဟာရေထဲကနေကုန်းဘောကိုပြန်တက်လာနိုင်ခဲ့ပါတယ် ကုန်းပေါ်ရောက်ချင်းနှဖျားတွေစီက notification တွေအများကြီးတန်နေကြကြောင်းဘီယောင်းကိုပိတ်ခိုင်းထားလိုက်ပြီးဂွမ်ကိုဘူဒါကိုတွားကလူတစ်ယောက်နဲ့တွေ့ဖို့ရှိကြောင်းကိုပြောလိုက်ပါတယ်ဘီယောင်းကတော့အဲ့ဒီရက်ဆက်ကြမ်းကြွတဲ့ယူဂျွန်ဟွတ်ဆိုတဲ့သူကတည်ဆုံမှုများစွာရှိပြီးလွဲတဲ့ကောင်မဟုတ်တာကြောင့်အဲ့လူနဲ့တွားတိုက်ခိုက်ပြီးဒုက္ခသာရောက်သွားရင်သူနဲ့ပူပေါင်းပြီးချုပ်ဆို့ထားတဲ့စာချုပ်ကိုနှမျောမိကြောင်းပြောပြီးမတွားဖို့တားလိုက်ပါတယ်ဒိုချာကတော့ဘီယောင်းပြောနေတာတွေကိုဂယုမဆိုင်ပဲဂွမ်ကိုဘူဒါဘက်ကိုထွက်သွားခဲ့ပါတယ်ဘူဒါမရောက်ခင်မှာဒိုချာဟာပိုက်ဆာလာတာကြောင့်အနီးအနားမှာရှိတဲ့စတိုးဆိုင်ကနေမုံလေးစိတ်ကြိုက်ဝင်ွယ်ပါတယ်။အဲ့ဒီအချိန်စတိုးဆိုင်ထဲမှာတေဆုံးနေသူတို့ချို့နဲ့ဒဏ်ရာပြင်းထန်ရတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ပြီးဆိုင်အပြင်ဘက်ကနေတိုက်ခိုက်ဖို့လုပ်နေတဲ့မိစ္ဆာတကောင်ဝင်လာတာကိုပါတဲ့ဒိုချာမြင်လိုက်ရပါတယ်။ဒိုချာဟာမိန်းကလေးကိုအန်ဒရီယာကင်းတဲ့နေရာတစ်ခုစီခေါ်လာခဲ့ပြီးနေရာကိုရောက်တဲ့အခါမှာတော့အဲ့ဒီမိန်းကလေးဟာဂျောင်ဟီဝေါဆိုတဲ့ဝတ္ထုတွေကဇက်ကောင်တကောင်ဖြစ်နေတာကိုသိလိုက်ရပါတယ်။သူ့မှာကိုရှင်းပစ်ချင်တဲ့ရန်သူတွေတပုံကြီးရှိနေတာကိုပါဒိုချာသိလိုက်ရပါတယ်။ဂျောင်ဟီဝမ်ကိုတပ်ဖို့လုပ်တဲ့ဘတ်ချောစုဆိုတဲ့ဇက်ကောင်ကိုလည်းတိထိုက်ပြန်တာကြောင့်ဒီဝတ္ထုရဲ့ဇက်ကွက်တွေထဲမှာလက်ရှိရောက်နေတဲ့ဂွမ်ကိုဘူတာအပိုင်းကပြင်းစရာအကောင်းဆုံးပဲလို့ဒိုချာရည်ရွယ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ဇက်ကောင်တွေအားလုံးကတမယုတ်ချဖြစ်လို့တဲ့အသက်ကြောင့်ပဲဖြစ်ပြီးဒိုချာဟာပြင်းစရာကောင်းတဲ့ဇက်ကိုအချင်းဆွဲပြီးမဆန့်ချင်တဲ့အသက်ဂျောင်ဟီဝမ်ကိုတတ်ချင်တဲ့ဘတ်ချောစုတို့ကိုလည်းအမြန်ပြေးတွေ့လိုက်ပါတယ်။ဒိုချာတိုက်ခိုက်နေတဲ့အချိန်မှာလူတစ်ယောက်ရောက်လာခဲ့ပြီးဘတ်ချောစုတို့ကိုဆက်ပြီးမတိုက်ခိုက်ဖို့အော်ပြောလိုက်တဲ့အတွက်ဘတ်ချောစုတို့လည်းအထဲကိုပြန်ဝင်သွားကြပါတယ်။စောစောကလူကဒိုချာကိုလီလီဆာဆာနှုတ်ဆက်တဲ့အခါဒိုချာလည်းပြန်နှုတ်ဆက်ရင်းနဲ့အဲ့လူကဘသူများလဲတော့စဉ်းစားနေတော့မှပဲဟန်ဆန်တို့အဖွေသားတွေလည်းရောက်လာပြီးဒိုချာကိုနှုတ်ဆက်လိုက်တာကြောင့်ဒိုချာလည်းအယံကိုဝမ်းတာသွားခဲ့ပါတယ်။အဲ့ဒီနောက်ဟန်ဆန်ကဒိုချာရဲ့လက်ကဒဏ်ရာကိုဆေးထည့်ပေးရင်ခုနလူကလွတ်တော်အမလောင်းတယောက်ဖြစ်ကြောင်းနဲ့ဒီမှာရှိတဲ့လူအလုံးကိုမြားတဆက်ဆံပြီးလူတိုင်းအသက်ရှင်နိုင်ဖို့အကြံကောင်းတွေပေးနေတဲ့လူကောင်းတယောက်ဖြစ်ကြောင်းဒိုချာကိုပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်ဟန်ဆန်အနော့ကနေပိုးကောင်ကြီးတွေအများကြီးရောက်လာတဲ့အခါဟန်ဆန်ကအယံလန့်သွားပြီးကလေးငယ်ဂီယုံရဲ့စွမ်းရည်တွေကိုထာမတုံးဖို့ပြောလိုက်ပါတယ်။အဲ့တော့လီဟုံးဆောင်ကတရားပေါ်ကနေပစ်ချခဲ့တဲ့လူကဘသူလဲလို့မေးတဲ့အခါဒိုချာကသူ့ကိုပစ်ချတဲ့သူကသူငငယ်ကတီးခဲ့တဲ့အချင်းကြီးမကောင်းတဲ့လူတစ်ယောက်ပါဆိုပြီးဖုံးကွယ်ထားလိုက်ပါတယ်။ဒိုချာကအဲ့ဒီယူဂျုံဟျော့ဆိုတဲ့လူဒီဘူတာကိုလာပြီးတောင်းကျမ်းသွားတယ်လားလို့မေးတဲ့အခါလီဟုံးဆောင်ကဂွမ်ကိုဘူတာဘက်ကိုမလာဘဲနဲ့အစိတ်ငွေ့တွေထုတ်လွှတ်နေတဲ့ဂျားကနေချောင်းမူရိုဘက်ကိုတရုတ်ထဲတတ်သွားတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်ဒိုချာကတော့ယူဂျွန်ဟျော့တာဂွမ်ကိုဘူတာဘက်ကိုရောက်မလာခဲ့ရင်ဒီဘူတာကမစ်ရှင်ကိုလည်းကလီးယားလုပ်နိုင်မှာမဟုတ်တဲ့နိုင်ငံအတားအဆီးထဲမှာပိတ်မိပြီးချောင်းမူရိုဘက်ကမီးနဂါကိုရှင်းဖို့လည်းလုပ်နိုင်တော့မှာမဟုတ်ဘူးဆိုပြီးယူဂျွန်ဟျော့ကိုစိတ်ပူသွားခဲ့ရပါတယ်။ဘူတာထဲကနေရှင်တန်စရိပေးသွင်းဖို့အတွက်အချင်း3နာရီတာကြံတော့ကြောင်းခေါင်းဆောင်တယောက်ကကျင်ရခဲ့ပါတယ်။ဒီကွမ်ကိုဘူတာမကမွန်စတာတွေကိုတိုက်ခိုက်ပြီး mission clear မလုပ်နိုင်ခင်အချိန်အထိလူတယောက်ကိုခွိုင်တရိုင်နှုံးနဲ့ရှင်တန်စရိအထိနေ့စဉ်ပေးဆောင်နေရမှာပဲဖြစ်ပါတယ်။မွန်စတာကိုအမဲလိုက်ပြီးရလာတဲ့ခွိုင်တွေနဲ့တတ်မှတ်ထားတဲ့အတိုင်းပေးနိုင်သူကရှင်တန်နိုင်မှာဖြစ်ပြီးမဲ့အမဲမလိုက်နိုင်လို့ရှင်တန်စရိမပေးနိုင်တဲ့သူကတော့ထုံးစံတိုင်းဒီနေရာမှာပဲအစသေးခံရမှာပဲဖြစ်ပါတယ်။ဝက်ထုဆက်ကြောင်းကိုကြိုတိနေတဲ့ဒိုချာကတော့ဘူတာရဲ့စီကံချက်တွေအားလုံးကိုနားလည်နေခဲ့ပြီးဘူတာရဲ့အတွင်ပိုင်းမှာစရိတ်မပေးနိုင်လို့တေဆုံးသွားသူတွေရဲ့မီးလုံတိုက်သွင်းဖွဲကိုရက်ချိနေခဲ့ပါတယ်။အဲ့ဒီအချိန်လူတစုရောက်လာပြီးရှိသမျှမွန်စတာကိုအမဲလိုက်ပြီးခွိုင်ဒီအားလုံးကိုဘာကြောင့်တယောက်သေးယူသွားတာလဲလို့ဒိုချာကိုပြဿနာလာရှာကြပါတယ်။ထုံးစံတိုင်းကတော့ဘသူမဆိုအမဲလိုက်လို့ခွိုင်ဘလောက်ပဲရရအားလုံးကိုအမက်လောင်းဆိုတဲ့ရုံခန့်ထဲမှာအနံထားရပြီးအမဲမလိုက်နိုင်လို့စရိတ်မဆောင်နိုင်တဲ့သူတွေအတွက်ခွဲဝေပေးရင်လူတိုင်းအသက်ရှင်နိုင်အောင်နေထိုင်နေတာပဲဖြစ်ပါတယ်။လူအုပ်ထဲကအမျိုးသမီးတွေကဒိုချာရထားတဲ့ခွိုင်တွေကိုရုံခန့်မှာတွားအပ်ဖို့ပြောတဲ့အခါဒိုချာကသူကအမဲမလိုက်တာမို့လို့အထင်လွဲနေကြတာဖြစ်ကြောင်းကောင်းမွန်စွာပြန်ရှင်းပြလိုက်ပါတယ်။အဲ့တော့မှသူ့မှာခွိုင်တွေများရှိတယ်ဆိုပြီးဘသူကပြောလိုက်တာလဲလို့မေးတဲ့အခါမှာတော့အမက်လောင်းကသူပြောလိုက်တာပါလို့ပြောပြီးလူအုပ်ထဲကထွက်လာကဒိုချာကိုနှုတ်ဆက်လိုက်ပါတယ်။အမက်လောင်းကဒိုချာတိုက်ခိုက်တာအရန်ကျွမ်းကျင်ပြီးစွမ်းရည်တွေကိုလည်းဝယ်ယူအသုံးပြုနေတဲ့အတွက်ခွိုင်တွေအများကြီးရှိမယ်ထင်တဲ့အခုလိုပြောလိုက်မိတာကြောင့်သူ့ရဲ့အပြုအမူရိုင်းသွားရင်တောင်းပန်ပါတယ်လို့ဒိုချာကိုထပ်ပြောလိုက်ပါတယ်။အဲ့တော့ဒီနေ့အတွက်ရှင်ထက်စရိတ်မပေးဆောင်နိုင်သူအယောက်20ရှိနေတာမို့လို့အယောက်20ဆအတွက်ကူညီပေးစေချင်ကြောင်းထပ်ပြောလိုက်ပါတယ်။တစ်ဖက်လူကကူညီတောင်းနေချိန်မှာတော့ဒိုချလေဒီလူကဘသူလဲဆိုတာတေချာမှတ်မိသွားတာကြောင့်ကူညီမပေးနိုင်ကြောင်းကိုခက်ပြက်ပဲပြောပြီးငင်းပယ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအမက်လောင်ရဲ့တရုတ်မှန်ပေါ်လာပြီးသူတောင်းတဲ့အကူအညီကိုမပေးတဲ့အတွက်ဒိုချကိုယင်းတီတီလောက်ပါတော့တယ်
ဒိုချာကတော့ဒီနေ့မပေးနိုင်လို့ကူညီလိုက်ရင်မနစ်ဖြန်အတွက်လည်းလိုအပ်လာအောင်မှဖြစ်တဲ့အတွက်ခွိုင်ပေးမဲ့အစားဒီနေ့အတွက် mission တစ်ခုကိုလုပ်ပြီးလူတိုင်းခွိုင်ပေးစရာမလိုအောင်ကူညီပေးမှဖြစ်ကြောင်းကိုသာပြန်ပြောလိုက်တာပါတကယ်တော့အမတ်လောင်းဆိုသူက Monster ချွဲယုံဟိုပဲဖြစ်ပြီးလူတွေကိုကူညီနေတယ်လို့နဲ့ mission တွေကို clear မလုပ်ရအောင်စိတ်သက်တွေတွတ်သွင်းပြီးရှင်တန်စရိတ်တွေပေးတဲ့အခါမှာသာနတ်ဖျားကိုပို့ပေးတဲ့ခွိုင်ဒီစီကနေအကျိုးအမြတ်တွေယူနေခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဒီဘူတာရဲ့ mission က monster ဖြစ်နေတဲ့ချွဲယောင်းဟိုကိုတက်ရမှာဖြစ်တာကြောင့်ချွဲယောင်းဟိုက monster ဖြစ်နေတဲ့သူ့ကိုယ်သူဖုံးကွယ်ထားပြီးလူတိုင်းသူ့ကိုမရိပ်မိအောင်ယုံသွင်းနေခဲ့တာပဲဖြစ်ပါတယ်။ဂျောင်ဟီဝွန်ကိုခဲရင်တဲ့ဘတ်ချောစုကိုအုပ်စုနဲ့ပေါင်းပြီးဒိုချာကိုရှင်းပြကဒိုချာတည်သွားတဲ့အခါဒိုချာပိုင်ဆိုင်ထားတဲ့ coin ဒီကိုအပိုင်သိမ်းဖို့လဲကြံစီထားခဲ့တာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ဒိုချာတို့ရဲ့ပတ်တော်ထအဖြစ်ဂျောင်ဟီဝွန်ဆိုတဲ့ main ကလေးပါဝင်လာခဲ့ပါပြီ။သူမကစိတ်သက်ခွန်အားကြီးမားနေခဲ့သူတယောက်ဖြစ်ပြီးမတရားမှုတွေပဲလုပ်နေတဲ့ချွဲယောင်းဟိုကိုခုခံဖို့လုပ်ရနဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းကိုချွဲယောင်းဟိုရဲ့လက်ချက်နဲ့ပဲဆုံးလိုက်ရတာပဲဖြစ်ပါတယ်။အဲ့တော့ဂျောင်ဟီဝွန်မှာချွဲယောင်းဟိုနဲ့ပတ်သက်ပြီးတက်ချင်းစိတ်အပြင်ဘာမှမရှိတဲ့အတွက်ဒိုချာနဲ့အတူပူးပေါင်းပါဝင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်တနေရာကိုအတူတူသွားကြရင်ဟန်ဆန်စီကနေချွဲယောင်းဟိုရဲ့နောက်ထပ်ကျူးလွန်ထားတဲ့မတရားမှုတွေကိုဒိုချာတို့အားလုံးထပ်ပြီးသိလိုက်ရပါတယ်။အဲ့ဒါနဲ့ဒိုချာတို့နဲ့ယထာတလန်းရဲ့အတွင်းပိုင်းမှာပဲရန်သူကိုရှင်ပြီးတိုက်ခိုက်ထိုးတာအချင်းချင်းတောင်မှငင်ရပဲမောင်မဲနေခဲ့ပါတယ်။ဒီအချိန်မှာတော့ဂီယောင်းရဲ့စွာရင်ကအတုံးဝင်သွားခဲ့ပြီဖြစ်ပြီးအသွေးထဲကနေပိုးဆုံးကျူးလေးတွေကိုထုတ်ပေးခဲ့တာကြောင့်မောင်မဲနေတဲ့ယထာတလန်းရဲ့အတွင်းတစ်ခုလုံးလည်းအလင်းရောင်တွေရသွားခဲ့ပါတယ်။ဒိုချာကအားလုံးကိုအစင်သင့်ပြင်ထားဖို့မှာကြလိုက်ပြီးတိတ်မကြခင်မှာပဲမွန်စတာတွေရောက်လာတာကြောင့်ဒိုချာတို့အဖွဲ့လဲစွမ်းကုန်ခုခံတိုက်ခိုက်လိုက်ရပါတယ်။အားလုံးတိုက်ခိုက်နေကြချိန်မှာပဲဟန်ဆန်ကိုမွန်စတာတကောင်ဆွဲခေါ်သွားတာကြောင့်ဒိုချာတို့လည်းဟန်ဆန်ပါသွားတဲ့နောက်ကိုလိုက်ကြရပါတယ်။အဲ့ဒီအချိန်ပြေးရင်လွှားရင်းနဲ့ပဲသူ့ရဲ့အာယုံထဲကထွက်လာတဲ့ပိုးဆုံးကျူလေးတွေကဟန်ဆန်ခေါ်သွားတဲ့နေရာမှာအန်တရယ်ကြီးရှိနေကြောင်းပြောလာတယ်ဆိုပြီးဒိုချာကိုပြန်ပြောပြခဲ့ပါတယ်။ဒါပေမဲ့ဘယ်လိုပဲအန်တရယ်ရှိဟန်ဆန်ကိုတော့ကဲမဖြစ်မှာမို့လို့ဒိုချာလည်းအနောက်ကနေအတကုံပြေးလိုက်သွားရပါတော့တယ်။ရောက်တဲ့အခါမှာတော့အမောင်ထူးကြီးကနေသူမကိုတဆုံတစ်ခုကချုပ်နှောင်ထားကြောင်းအော်ပြောလာတဲ့ဟန်ဆန်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲ့တော့မှမီအောက်ကူထဲကိုဝင်ရောက်လာပါပြီဆိုတဲ့ကြေညာချက်နဲ့အတူနေရာတစ်ခုလုံးလေးလင်းလက်သွားပြီး level တော်တော်မြင့်နေတဲ့ monster တစ်ကောင်ကလည်းထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ဒိုချာဝင်မယ်လို့ချက်ချင်းပြပြီး monster ကိုတိုက်ခိုက်ပြီးမဲ့မထိပါဘူး။ခဲသူမဟုတ်တဲ့လီဟွန်းဆောင်ရဲ့စွမ်းရည်တွေကြောင့် monster ထိနာလာခဲ့တဲ့အတွက် monster ကသူ့ရဲ့စွမ်းရည်ထဲကထင်မှတ်မှအကျဉ်းထောင်ဆိုလာကိုရွေးချယ်လိုက်ပြီးတိုက်ခိုက်နေတဲ့လီဟွန်းဆောင်တို့ကိုပြန်ပြီးခိုးခံပါတော့တယ်။အဲ့ဒီထင်မှတ်မှအကျဉ်းထောင်ဆိုတာကတော့ကိုဘဝရဲ့ကြောက်စရာအကောင်းဆုံးမှတ်ဉဏ်ထဲမှာပဲကိုခန္ဓာကိုယ်ကိုပြန်ပြီးအကျဉ်းချပိတ်လောင်ပေးလိုက်ပြီးကြောက်မဲ့ဖွယ်မှတ်ဉဏ်တွေကြောင့်နာကျင်ခံစားရင်းနဲ့တေဆုံးသွားစေတဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။လောလောဆယ်မှာတော့ဂျောင်ဟီဝွန်းကိုစွမ်းရည်တက်ရောက်သွားတဲ့အတွက်ချွဲယောင်းဟုန်ရဲ့လက်ချက်နဲ့တုံငယ်ချင်းဖြစ်သူတေဆုံးခဲ့ရတဲ့မှတ်ဉဏ်ကိုပြန်ရောက်သွားပါတယ်။မြို့ထဲနဲ့ကြောက်နေတဲ့ကီယောင်းတို့ကိုဒိုချာအန်ဒီယာထဲကနေကယ်ထုတ်ပေးလိုက်ပေမဲ့လီဟွန်းဆောင်ဟာလည်းသူ့ရဲ့စစ်သားဘဝကြောက်မှဖွယ်မှတ်ဉဏ်မှာပိတ်မိနေခဲ့လာဖြစ်ပါတယ်။ဒိုချာကလီဟွန်းဆောင်ကိုကယ်ဖို့လုပ်ပေမဲ့လီဟွန်းဆောင်ပေါ်မှာတက်ရောက်နေတဲ့စွမ်းရည်ကကြီးမားလာခဲ့လာဖြစ်ပြီးနောက်ထပ်တိုက်ခိုက်ဖို့မွန်စတာတွေကိုထပ်ပြီးဆေလွတ်ပြန်တာကြောင့်ဒိုချာကမင်းသားဘီဟောင်းကိုချက်ချင်းလန့်ခေါ်လိုက်ပြီးတိုက်ခိုက်မှုပိုကြီးလာဖို့အတွက်မင်းသားအိတ်ထဲကခုနှစ်စင်ကျဲပြူစွမ်းရင်ကိုဝယ်ပေးဖို့ပြောလိုက်ပါတယ်။ဘီဟောင်းလည်းဒိုချာပြောတဲ့အတိုင်းဝယ်ပေးဖို့လုပ်ပေမဲ့အဲ့ဒီစွမ်းရင်ကိုဝယ်ဖို့အတွက်ကွိုင်း1000လောက်လိုနေသေးတာကြောင့်ဒိုချာလည်းကွိုင်း1000စားဖို့အတွက်မွန်စတာအကုံသေးလေးတွေကိုအရင်တက်ရောက်ပြန်ပါတယ်။ခဏလောက်ကြာတဲ့အခါမှာတော့ကွိုင်းလေးပြည့်သွားခဲ့ပြီးမို့လို့ခုနှစ်စင်ကျဲပြူစွမ်းရင်ကိုလင်းမြန်စွာပဲဝယ်ယူပေးလိုက်ပြီးဒိုချာကအသက်ယူဆောင်လာတဲ့လက်နက်အထိပ်ပိုင်းမှာတက်ဆင်လိုက်ပါတယ်။ဒီစွမ်းအားကရန်သူကိုတစ်ချက်တည်းတိုက်ခိုက်နိုင်တာမို့လို့ဒိုချာလည်းမွန်စတာရဲ့ဘက်ကိုဖျက်ပြီးတစ်ချက်တည်းနဲ့အပြင်းထိုးလိုက်ပါတော့တာပါအဲ့တော့ဒိုချာလည်းမြေအောက်ကနေလွတ်မြောက်လာခဲ့ပြီးထင်မှတ်မှအချင်းထောင်မှာပိတ်မိနေတဲ့ဂျောင်ဟီဝွန်းတို့လည်းပြန်လဲပြီးတတိယလာပါတော့တယ်အာနယ်နေတဲ့လီဟွန်းဆောင်ကိုခဏလောက်နားဖို့ပြောလိုက်ပြီးလီဟွန်းဆောင်ဟာဝတ္ထုထဲမှာဖြစ်ခဲ့တဲ့အတိုင်းတစုံတစ်ယောက်ကိုမကယ်တင်လိုက်နိုင်ခဲ့တဲ့စိတ်တန်ရာကြောင့်ရှိတဲ့စွမ်းအားကိုတောင်အပြည့်အဝထုတ်မသုံးနိုင်လောက်အောင်အာနယ်နေတဲ့သူပဲဆိုတာကိုဒိုချာသိလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့မွန်စတာကြီးကိုအနိုင်ယူနိုင်တဲ့အနေနဲ့ဖန်တီးထားတဲ့ယတနာတေတာတွေကိုရရှိခဲ့ကြတာကြောင့်တေတာထဲကပစ္စည်းတွေကိုဖွင့်ကြည့်ဖို့လုပ်ကြပါတော့တယ်အားလုံးကကွိုင်းတင်နဲ့လက်နက်အသုံးဆောင်ပစ္စည်းတွေကိုရွေးချယ်ကြပေမဲ့ဒိုချာကတော့ကျိုးပဲ့ထားချောင်းကိုသာရွေးချယ်ခဲ့တာကြောင့်အားလုံးကလည်းအံ့အားသင့်နေခဲ့ကြပါတယ်ဒါပေမဲ့ဒိုချာဒီလက်နက်ကိုရွေးချယ်လိုက်တဲ့အကြောင်းရင်းဟာယုံကြည်မှုရဲ့ ether item နဲ့လက်ရှိသူရွေးချယ်လိုက်တဲ့ဓာတ်ကိုပေါင်းစပ်ပြီးအင်အားကြီးတဲ့လက်နက်ကခုဖန်တီးဟောပါတယ်အဲ့တော့ဂီယောင်းကအောက်မှာကျက်နေတဲ့ကြောက်တုံးလေးတွေကိုကင်ကြည့်ပြီးဆက်စုနေတာကြောင့်ဒိုချာကကြောက်တုံးတွေသာပါဆက်ထဲရောက်သွားရင်စောစောကလီဟွန်းဆောင်ကိုပိတ်လောင်ခဲ့တဲ့ထင်မှတ်မှအကျဉ်းထောင်ထဲကိုရောက်သွားမှခဲ့တဲ့အတွက်ဒီကြောက်တုံးတွေကအန်တရယ်များကြောင့်ရှင်းပြပြီးလိုရမရကြောက်တုံးတုံးယူလာခဲ့လိုက်ပါတယ်ခဏကြာတဲ့အခါဒိုချာဘာကြောင့်ဒီကဘာတဲကလူတယောက်လို့အားလုံးကိုသိနေရတာလဲလို့ဂျောင်ဟီဝွန်းတို့ကမေးလာခဲ့ကြပါတယ်ဒိုချာကတော့သူ့စီမှာအထောက်အပံ့နဲ့ဖျားလည်းမရှိလို့ဘာစွမ်းရည်မှလည်းမရှိတဲ့အတွက်အခုလိုအရာအလုံးနည်းနည်းချင်းစီကြိုတိနေတာကတော့သူ့အတွက်တီးတန့်အနေနဲ့ကြိုတင်သိမြင်နိုင်တဲ့စွမ်းအားတစ်မျိုးပဲဖြစ်မှာပါလို့ဖုံးကွယ်ထားလိုက်ပြန်ပါတယ်
အဲ့ဒီအချိန်ဟန်ဆန်ကဒိုချာမှာကြိုတင်သိမြင်နိုင်စွမ်းရှိရင်ကဘာကြီးကကောင်းတိုင်းပြန်ဖြစ်နိုင်ပါအောင်လားလို့ထပ်မေးလိုက်ပြန်ပါတယ်ဒိုချာလည်းတစ်ချိန်မှာအားလုံးပုံမှန်ပြန်ဖြစ်လာနိုင်ပေမဲ့အဲ့လိုဖြစ်ဖို့ကအချိန်တစ်ခုထိကြာမှဖြစ်ပြီးအတိအကျပြောရရင်တော့နောက်ဆုံးအနေနဲ့ mission 69ခုလောက်ကို clear လုပ်နိုင်မှသာအကောင်းတိုင်းပြန်ဖြစ်လာမှာလို့ပြန်ဖြေခဲ့ပါတယ်mission 69ခုလောက်ကိုလုံနိုင်မဲ့သူရှိတော့ရှိနိုင်ပါမလားလို့မေးတဲ့အခါမှာတော့ mission ကို clear လုပ်ပြီးလောကကြီးကိုကယ်တင်မဲ့လူတယောက်တော့ရှိနေပြီအဲ့ဒီလူကလည်းတခြားသူမဟုတ်ဘဲသူ့ကိုတရောက်ပေါ်ကပစ်ချခဲ့တဲ့ယူဂျွန်ဟော့ပါလို့ဒိုချာကအမှန်အတိုင်းပြောပြလိုက်ပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိနေတာကအဲ့ဒီယူဂျွန်ယောကနောက်ရက်မှာပဲအကြီးဆုံး monster တစ်ကောင်လဲတိုက်ခိုက်ရင်တေဆုံးတော့မှာဖြစ်တဲ့အတွက်ဇက်လိုက်ဖြစ်တဲ့ယူဂျွန်ဟော့တာတေးသွားရင်ဒီကဘာမှာရှိတဲ့အရာအလုံးလဲပျောက်ကွယ်သွားမှာဖြစ်တယ်လို့ဒိုချာကထပ်ပြောလိုက်ပါတယ်ဒါကြောင့်ဒိုချာဟာလက်ရှိသူတို့ရောက်နေတဲ့ဂွမ်ဂိုဘူတာက mission ကို clear လုပ်ဖြစ်တာနဲ့ယူဂျွန်ဟော့ရှိနေတဲ့ချောင်းမူရိုဘူတာကိုလိုက်သွားပြီးကူနီပေးမှာဖြစ်ကြောင်းပြောလိုက်တဲ့အခါဟန်ဆန်ကစောစောကပဲဒိုချာကိုတောင် monster ကိုတတ်လိုက်လို့ mission ကပြီးသွားခဲ့ပြီမဟုတ်လားလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်ဒိုချာကတော့ဒီဘူတာမှာနောက်ထပ်တက်ရောက်မဲ့ monster တစ်ကောင်ရှိနေတဲ့ကြောင်းပြောပြီးဘူတာရဲ့အတွင်းမပိုင်းကိုအမြန်ထွက်သွားပါတော့တယ်တပ်ဖက်မှလည်းအမျိုးသမီးတစ်ယောက်ကသူမရဲ့ခင်ပွန်းဖြစ်သူဘတ်ချိုဆူတို့အဖွဲ့နဲ့အမဲလိုက်ဖို့ထွက်သွားရင်ဘလို့ဖြစ်သွားတာလဲဆိုပြီးစိတ်ပူတကြီးနဲ့မင်းနေခဲ့ပါတယ်ဘတ်ချိုဆူကတော့အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူကိုသူပဲတပ်ပစ်လိုက်ကဖြစ်ကြောင်းပေါ့ပေါ့ပါပါနဲ့ပြောပြီးထွက်သွားဖို့လုပ်ချိန်မှာပဲဘူတာအတွင်းဝင်လာတဲ့ကြောင်ဟီဝွန်ကဘတ်ချိုဆူကိုဓာတ်နဲ့အားရပါရထိုးဆိုင်ပစ်ပြီးနင်းကိုငါမရရအောင်တတ်မယ်လို့ပြောထားတယ်မဟုတ်ဘူးလားဆိုပြီးဘတ်ချိုဆူကိုအဆုံးသတ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်ချွေရောင်းဟွန်နဲ့သူရဲ့နောက်လိုက်တွေလည်းရောက်လာခဲ့တာကြောင့်ဂျောင်ဟီဝွန်ကသူမရဲ့အထောက်ပံ့နတ်ဖျားစီကနတ်ဆိုးမီရဲ့တရားသူကြီးစွမ်းအင်ကိုအုံပြုပြီးစတင်တိုက်ခိုက်ပါတော့လေဒိုချာကတော့ဂျောင်ဟီဝွန်ဆိုတာဒီဝတ္ထုထဲမှာအခန်းမပါပဲလူတီလည်းမများခဲ့ပေမဲ့ဒိုချာအနေနဲ့ကတော့သဘောအကျဆုံးဇက်ကောင်တစ်ခုထဲမှာပါဝင်ခဲ့ပါတယ်နောက်ပြီးဒီအခန်းရဲ့ဇက်လိုက်ကဂျောင်ဟီဝွန်ကိုယ်တိုင်ပဲလို့ဒိုချာကတွေးပြီးစွမ်းအင်ကိုလှလှပပတုံးချကချွေရောင်းဟိုရဲ့လူတွေအားလုံးကိုရှင်းပြလိုက်ပါတယ်အဲ့ဒီအချိန်မှာဟန်ဆောင်ထားတဲ့ monster ချွေရောင်းဟိုကသူ့ရဲ့မူလပုံစံကိုထုတ်ပြပြီးဂျောင်ဟီဝွန်ကိုဝင်ပြီးတိုက်ခိုက်ပါတော့တယ်အချိန်တော်ကြာတိုက်ခိုက်လို့ပြီးမှတော့အားနဲ့မီတဲ့ချွေရောင်းဟိုကိုယထာတန်လန်းပေါ်မှာတင်ပြီးရှင်းပစ်ဖို့လုပ်ပါတော့တယ်အဲ့ဒီအချိန်လူစုရောက်လာခဲ့ပြန်ပြီးချွေရောင်းဟိုကိုဂျောင်ဟီဝွန်ကတက်လိုက်ရင် mission clear ဖြစ်သွားမယ်ဆိုပေမဲ့သူမတို့ကတော့ဒီစစ်မြေပြင်ကပိုခက်ခဲမှာဖြစ်တဲ့အတွက် mission clear လုပ်ဖို့သဘောမတူဘဲနဲ့တရက်ကို coin 100ပေးပြီးကောင်းကောင်းအသက်ရှင်သွားခြင်းတယ်လို့ဆိုပါတယ်mission clear လုပ်ဖို့စောစောကပဲ monster တွေနဲ့အတဲအတန်တိုက်ခိုက်ခဲ့ရတာတောင်ဒီလိုစကားမျိုးပြောထွက်ပါမလားဆိုပြီးအမျိုးသမီးအုပ်စုကိုဒေါသတွေထွက်နေခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်အမျိုးသမီးကတော့တချို့လူတွေလည်းစရိတ်လိုပဲလုပ်မယ်ဆိုပြီးအသက်ရှင်လက်ပြန်မလာနိုင်ခဲ့တဲ့အတွက်သူမတို့ကတက်ဆုံးသူတွေစီကထွက်ကြလာတဲ့ coin ဒီကိုပဲခွဲယူလိုက်ရကြောင်းကိုပြောပြလိုက်ပါတယ်ဟန်ဆန်တို့လည်းအခြားလူတွေလို့ mission လုပ်ရင်းနဲ့တည်သွားကြမယ်လို့ထင်ပြီးတည်သွားတဲ့ဟန်ဆန်တို့စီက coin ဒီကိုရကျင်တာကြောင့်အကြောင်းကိုမပြောပြခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ဘလို့ပဲဖြစ်ဖြစ် mission လုပ်ဖို့သဘောမတူဘူးဆိုပြီးအမျိုးသမီးကထပ်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဒိုချာကတော့ယူချွန်ဂျွာကသူ့ကိုတရားပေါ်မှာမတွန်းကျင်လူတွေဘလို့ဖြစ်သွားတာလဲဘာကြောင့်လူသားတွေကနပလျားပေးလေအပြစ်ဒဏ်ကိုခံကြတာလဲဆိုတဲ့စကားတွေအဖြစ်ဟာလူသားတွေကအခုလိုဘဒူတေတေကိုရှင်တန်ပြီးရောဆိုတဲ့စိတ်တက်တွေကြောင့်ပါလားဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီအချိန်ဘူတာထဲကနေရှင်တန်စရိတ်ပေးဆောင်ဖို့အတွက်3မိနစ်တာလိုပါတော့တယ်ဆိုတဲ့ကြေညာချက်ကြောင့်ချွဲရောင်းလူကအခွင့်ကောင်းယူပြီးဂျွန်ဟီဝင်းကိုပြန်ခုခံကတနေရာကိုထွက်ပြေးသွားခဲ့ပါတော့တယ်ဒိုချာလည်းနောက်ကနေချက်ချင်းပြေးလိုက်ပြီးပြန်ဖမ်းဖို့လုပ်ပေမဲ့တနေရာရောက်တော့ဆက်လိုက်လို့မရတော့ပဲချွဲရောင်းဟိုရောက်သွားတဲ့ဘက်နဲ့နိုင်ငံတစ်ခုချောင်းသွားခဲ့တာပါဘာကြောင့်လဲဆိုတော့လက်ရှိချောင်းမူရိုဘူတာဘက်ကဇွန်းထဲကိုဂွမ်ဂိုဘူတာက mission ကို clear လုပ်ပြီးမှဝင်လို့ရမှာဖြစ်တဲ့အတွက်ချွဲရောင်းဟိုကတော့စင်ဘော်ကလူလို့ပြန်ဖြစ်သွားပြီးပြောနေတော့တာပါအဲ့ဒီအချိန်မှာစကားပြောနေတဲ့စစ်နစ်ရဲ့လက်ချက်ကြောင့်ချွဲရောင်းဟိုလဲရှော့သွားခဲ့ပြီးအထူးက mission ဖြစ်တဲ့ချွဲရောင်းဟိုကိုတတ်ပြီး clear လုပ်နိုင်လိုက်တဲ့အတွက်ဘူတာမှာရှိတဲ့သူမှန်သမျှဒီနေ့အတွက်ရှင်တန်စရိတ်ပေးစရာမလိုတော့ကြောင်းကိုပါကြေညာခဲ့လိုက်ပါတယ်ဒိုချာတို့အားလုံးချွဲရောင်းဟိုကိုဘသူတက်လိုက်တာလဲဆိုပြီးစိတ်ဝင်စားနေကြတဲ့အချိန်မှာတော့ကျောင်းဝတ်စုံနဲ့မိန်းကလေးတယောက်ရောက်လာခဲ့ပြီးတေဆုံးသွားတဲ့ချွဲရောင်းဟိုစီက coin ဒီအားလုံးကိုယူသွားခဲ့ပါတယ်ဟန်ဆန်ကတစ်ဖက်မိန်းကလေးကိုလှမ်းပြီးပြောမယ်လို့မှာတော့ဂွမ်ဂိုဘူတာဘက်ကိုလည်းပြန်သွားလို့မရတော့ပဲစောစောကလို့နိုင်ငံတစ်ချက်ကချားသွားခဲ့ပြန်ပါပြီနောက်တော့မှပဲဟန်ဆန်တို့ကတစ်ဖက်ဇွန်းကိုကြော်လာခဲ့ပြီးမို့လို့မိန်းကလေးရောက်နေတဲ့ချောင်းမူရိုဘူတာဇွန်းဘက်က mission clear လုပ်ပြီးမှသာပြန်သွားလို့ရမှာဖြစ်ကြောင်းမိန်းကလေးကရှင်းပြပါတယ်အဲ့ဒီနောက်ဒီဘက်ဇွန် mission တွေကဂွမ်ဂိုဘူတာဘက်မှာလုတ်ခဲ့တယ်လို့အားလုံးစုပေါင်းပြီးအောင်မြင်အောင်လုပ်ရတာမဟုတ်ပဲကိုအသက်ရှင်ကြံဖို့အတွက်ကိုဟာကိုပဲကြီးကြပ်ပြီးစ조사ရမှာဖြစ်ကြောင်းကိုထပ်ပြောက mission ကစတော့မှာမို့လို့အမြန်လိုက်လာဖို့ပြောပြီးမိန်းကလေးလည်းနေရာကနေအမြန်ထပ်သွားခဲ့ပါတယ်ဒိုချာကတော့စောစောကကျောင်းသူကလည်းဝတ္ထုတွေကပထမဆုံး mission မှာတယောက်တည်းအသက်ရှင်ကြံခဲ့တဲ့ကျောင်းသူအီဂျီဟင်လီဂျီဟင်ဆိုတာကိုမှတ်မိသွားခဲ့ပါတယ်အဲ့ဒီအချိန်ချောင်းမူရိုဘူတာထဲကနေ mission ကိုကျင့်ကြပေးခဲ့ပြီးတော့သူတို့ zone ရဲ့၄ခုမြောက် mission အနေနဲ့ကတော့ green zone ထဲမှာနေပြီး monster တွေလက်ကလွတ်အောင်ရှောင်ရမှာပဲဖြစ်ပါတယ်
လူ104ယောက်အတွက်မြေပြင်ပေါ်မှာအစင်းခွာလေးတွေပေါ်နေမဲ့ green zone 52ခုသားချထားပေးပြီးစီကန့်ချက်ကတော့ green zone တစ်ခွက်မှာလူ1ယောက်ပဲနေခွင့်ရှိမှာပဲဖြစ်ပါတယ်။ green zone ကလည်းကြာပန်းဒီလိုလှက်ပတ်နေတဲ့နေရာမှာရောက်နေမှာဖြစ်ပြီးလူတွေကကိုယ့်အတွက်နေရာရဖို့ green zone အလို့ယူရမှာပဲဖြစ်ပါတယ်။လူ104ယောက်အတွက် green zone 52နေရာသာရှိတဲ့အတွက်ကြံတဲ့52ယောက်က monster စာကျွေးခံရမှာဖြစ်ပြီး green zone ထက်ရောက်နေတဲ့52ယောက်ကတော့အသက်ရှင်ခွင့်ရမှာပဲဖြစ်ပါတယ်။အဲ့လိုနဲ့ mission စတင်ကြေညာပြီး10မိနစ်အတွင်းမှာလူတွေအားလုံးလဲကိုရှင်တန်ဖို့အတွက်ကိုဟာကိုပဲစ조사ပြီးနေရာလူတိုက်ခိုက်နေကြပြီပဲဖြစ်ပါတယ်။ဘူရာအတွင်းပိုင်ထဲမှာလဲ coin တဲ့အများကြီးကိုတီးတန့်နေရာယူထားတဲ့အကောင့်ကြီးတွေလည်းရှိနေကြပြီးသူ့ရဲ့ area ထဲက green zone ကိုလိုချင်ရင် coin ခွတ်1000နဲ့ဝယ်ယူပါမယ်ဆိုပြီးစီးပွားရေးတောင်လုပ်နေလိုက်ပါတယ်။ coin တစ်သေးတွေကတော့ green zone ဝယ်ပြီးအေးဆေးနားနေကြပြီးမြဲငမွဲတွေကတော့အသက်ရှင်ဖို့အတွက်လူရက်နေကြရပါတယ်။အဲ့ဒီအချိန်လူတယောက်ရောက်လာပြီး green zone ကိုငွေသား3,000လောက်နဲ့ဝယ်ချင်ကြောင်းပြောနေတာကြောင့်ပိုင်ရှင်တွေကလည်းငွေသားလက်မခံပဲ coin နဲ့သာရှင်းရမှာဖြစ်ကြောင်းပြန်ပြောပြီးလက်ရှိအခြေအနေမှာငွေသားကင်ပြီးအချက်ရနေတဲ့အမျိုးသားကိုဝိုင်းလောင်နေကြပါတယ်။ဒိုချာတို့ကတော့9ယောက်လုံးအတွက်နေရာမရရင်တောင်သူတို့ထက်ကတယောက်ကတော့အသက်ရှင်မယ်လို့ပြောနေပြီးလူစုခွဲခွင်းကနေရာရှာခိုင်းလိုက်ပါတယ်။ထွက်ပြေးပြီးဒိုချာတယောက်ထက်ကြံခဲ့ချိန်မှာတော့ចောင်းသူ EG ဟေကဒိုချာကရှစ်သေးဟော့ကင်းတွေထုတ်နေကြောင်းသူ့ရဲ့ဆရာယူဂျွန်ဟော့ပြောလို့အားလုံးသိထားပြီးဖြစ်ကြောင်းကိုပြောခဲ့ပါတယ်။အဲ့တော့ဒိုချာသာတကယ်ရှစ်သေးဟော့ကင်းထုတ်နိုင်ရင်ဒီ mission မှာ green zone အဖြစ်နေရာတစ်ခုရှိတာကိုမသိဘူးလားလို့မေးပြီးတကယ်လို့သာဒိုချာသာဒီညအသက်ရှင်ကြံခဲ့လို့ရှိရင်တရားပေါ်ကကမ်းလှမ်းချက်ကိုလက်ခံပေးမှကြောင်းအခွဲသားတွေဘာတွေထွေးမနေပဲကိုဟာကိုသာအသက်ရှင်အောင်နေဖို့ယူဂျွန်ရော့ကလိုလားကြောင်းကိုထပ်ပြောပြီးနေရာကနေထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ဒိုချာကတော့ငငယ်ကကျောင်းမှာအနိုင်ကျင့်ခံရတဲ့အချိန်ကိုပြန်တွေးမိသွားပြီးကိုအသက်ရှင်ဖို့အတွက်တစ်ဖက်လူကိုခြေမုံရမြန်လက်ရက်ကိုမုံတဲ့ဒိုချာကဘာမှမတုံ့ပြန်ခဲ့ပြီးမြဲသူ့ဘေးကတငယ်ချင်းကတော့အနိုင်ကျင့်တဲ့ကောင်တွေဖိအားပေးတဲ့အတိုင်းဒိုချာကိုတိုက်ခိုက်ပြီးအနိုင်ယူဖို့ကြိုးစားခဲ့တဲ့အတွက်ဒိုချာလည်းအယံကိုအံ့ဩသွားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ဒိုချာလည်းအဲ့တုန်းကအဖြစ်ပြက်ကိုပြန်တွေးပြီးတယောက်ပဲဖြစ်ဖြစ်အသက်ရှင်လဲကောင်းတာပဲလို့စဉ်းစားမိသွားပြီးဒီ mission မှာ green zone ရောက်လာမဲ့မြေပြင်အကွက်မှာတွားရမ်းနေလိုက်ပါတယ်။အဲ့ဒီအချိန်မှာဟန်ဆန်ကရောက်လာပြီး green zone နေရာတွေမရှိတော့ကြောင်းလာပြောချိန်မှာပဲဒီဘက်က mission ကြီးညာသူပေါ်လာပြီးဒီနေ့ mission မှာလူတွေကမနစ်ကလောက်မတက်ကြတာကြောင့်ဇက်ကွက်ကိုပြောင်းလဲပစ်မယ်လို့ဒေါတာကြီးနဲ့အော်ပြောလိုက်ပါတယ်။အဲ့ဒီနောက်အရင်ကပေါ်လာပြီးသား green zone တွေပျောက်သွားပြီးအကွက်တစ်တွေထပ်ပေါ်လာခဲ့တဲ့အတွက်နေရာယူထားပြီးသားတွေလည်းရုတ်ရုတ်ခက်ခက်ဖြစ်ကုန်ကြပါတော့တယ်။ဒိုချာရက်တဲ့နေရာကလည်းကြိုတင်ဆုံးဖြတ်ထားတဲ့အတိုင်း green zone အစ်စ်တစ်ခုပေါ်လာခဲ့တဲ့အတွက်ဟန်ဆန်တို့လည်းအံ့ဩနေကြရပါတယ်။အဲ့ဒီအချိန်ခဏအတွင်းမှာပဲဒိုချာဟာကိုယ့်အတွက်ကိုတွေးပြီးကိုယ့်အသက်ရှင်အောင်ပဲလုပ်ရမယ်ဆိုတဲ့အတွေးဝင်လာတဲ့အတွက်သူ့ရဲ့အဖွဲ့သားတွေကိုလည်းကိုယ်တိုင်သာလွတ်ရရှာကြတော့ဆိုပြီးတော့တကယ်ကောင်းကောင်းမွန်မွန်ပဲပြောလိုက်ပါတယ်။အဲ့ဒီနောက်အချိန်ပြည့်သွားပြီမို့လို့ monster တွေလည်းဝင်ရောက်လာခဲ့ကနေရာမရသေးတဲ့လူတွေကိုကိုက်တက်ပစ်လိုက်ကြပြီး green zone နဲ့ရောက်နေတဲ့လူတွေကတော့အန်တရယ်ကင်းသွားခဲ့ကြပါတယ်။ဟန်ဆန်တို့ကလည်းဒိုချာကိုစိတ်ဆိုးပြီးဘူရာတဲကနေထွက်သွားခဲ့တာကြောင့်ဒိုချာလည်းအဲ့လိုလုပ်ရင်အန်တရယ်ပိုများနိုင်တယ်ဆိုပြီးထွက်မသွားဖို့အသေးထန်တားနေခဲ့ပါတယ်။ဟန်ဆန်တို့ကနားမထောင်ပဲထွက်သွားခဲ့တာကြောင့်ဒိုချာလည်းမတက်နိုင်တဲ့အဆုံးဟန်ဆန်တို့နောက်ကိုလိုက်သွားပြီး bonus green zone ရှိနိုင်တဲ့နေရာတွေကိုပြောပြကလူစုခွဲပြီးထွက်ပြေးလာခဲ့ကြပါတယ်။ထွက်ပြေးတဲ့လမ်းမှာ monster နဲ့အန်တရယ်ညားပြီးမဲ့ဒိုချာချိုပြီးတွက်ချက်ထားတဲ့အတိုင်းပဲ bonus green zone 3ခုပေါ်လာခဲ့တဲ့အတွက်ဟန်ဆန်တို့လည်း monster တွေကိုတိုက်ခိုက်ပြီး green zone ထဲမှာနေရာယူပြီးအန်တရယ်ကင်းသွားခဲ့ကြပါတယ်။ဒိုချာနဲ့ဂီယောင်ထွက်ပြေးလာတဲ့ညဘက်ချမ်းမှာလည်း monster မြောက်မြစွာရှိနေတာကြောင့် monster တွေကိုတိုက်ခိုက်နေရပြီးတိတ်မကြခင်မှာပဲနောက်ထပ် green zone ကိုရှာလို့တွေ့ခဲ့ပါတယ်။ဒါပေမဲ့ green zone ကနှစ်ခုပဲရှိပြီးတစ်ခုမှရက်နေတဲ့လူကယူဂျွန်ရော့ဖြစ်နေတာကြောင့်ဒိုချာလည်း green zone မရှိလဲယူဂျွန်ရော့ကအသက်ရှင်တန်နိုင်တဲ့အတွက်နေရာဖဲ့ဖို့ပြောလိုက်ပါတယ်။ယူဂျွန်ရှော့ကတော့ဒိုချာပြောသလိုမီနဂါတိုက်ခိုက်ဖို့ကသူ့ရည်ရွယ်ချက်ပဲမို့လို့ကလေးကိုထားခဲ့ပြီးလွတ်တဲ့နေရာကိုဝင်လာခဲ့ဖို့ခက်ပြက်ပဲလေးပြန်ပြောလိုက်တာပါဒိုချာကဂီယောင်ကိုပဲ green zone ထဲမှာထည့်ထားပေးခဲ့ပြီးဆက်ပြီးတော့တိုက်ခိုက်နေခဲ့ပါတယ်မွန်စတာတွေကဒိုချာကိုဝိုင်းပြီးအမဲဖြတ်ဖို့လှုပ်ချိန်မှာတော့ဒိုချာဟာအိတ်ကထဲကကြောက်တုံးကိုဝါစားလိုက်ပြီးထင်မှတ်မှာအကျဉ်ထောင်စွမ်းအားတက်ရောက်စေခဲ့ကသူ့ကိုယ်သူကာကွယ်လိုက်ပါတယ်ဒိုချာတယောက်ထင်မှတ်မှာအကျဉ်ထောင်ထဲမှာပိတ်မိနေချိန်မှာတော့သူ့မှတ်ဉဏ်ကိုပြန်ပြီးရောက်သွားခဲ့ပါတယ်ကြောင်ကကောင်းအနိုင်ကျင့်ပြီးတယောက်ကိုတယောက်နိုင်အောင်တိုက်ခိုက်ဖို့ဖိအားပေးခဲ့စဉ်ကဒိုချာရဲ့တငယ်ချင်းကသူ့နိုင်ရဖို့အတွက်ဒိုချာကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ဒိုချာလည်းညင်ခံမယ်လို့တော့မထင်ပါနဲ့။ဒိုချာလည်းသူ့အန်တရဲ့ကင်းဖို့အတွက်တငယ်ချင်းဖြစ်သူကိုပြန်ကြုံပြီးအနိုင်ယူနိုင်ခဲ့တာပါ။နောက်မှာတော့ရှုံးနိမ့်သွားတဲ့ចောင်းသားလေးကတခြားចောင်းသားတွေအနိုင်ကျင့်တဲ့တန်ကိုမခံနိုင်ပဲကိုအဆုံးစီရင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့ဒိုချာဟန်သူ့အသက်ရှင်ဖို့အတွက်တငယ်ချင်းဖြစ်သူကိုတတ်မိခဲ့တာလို့ခံစားလာပြီးစိတ်ဒဏ်ရာကလည်းအကြီးကျယ်ရသွားခဲ့ပါတယ်။ဒိုချာဟာယူဂျွန်ယော့ကိုအရန်အားပေးခဲ့ပေမဲ့ဝတ္ထုရဲ့ဇက်သင်းမှာသူအားပေးခဲ့ရတဲ့သူရဲ့ကောင်းကြီးယူဂျွန်ယော့ကကိုအသက်ရှင်တန်မှုအတွက်ဆိုတခြားတစ်ယောက်ကိုစစ်သေးပေးလိုက်တာကိုမတက်နိုင်ဘူးဆိုတဲ့ message မျိုးကိုပေးခဲ့တာကြောင့်ဇက်သင်းကိုသဘောမကျကြောင်းစာရေးသူစီကိုအကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။ဒိုချာဟာဒီဝတ္ထုဇက်သင်းကိုအရန်ကြောက်ခဲ့ရပြီးသူ့ကိုယ်သူလည်းယူဂျွန်ယော့လိုလူမျိုးဖြစ်သွားမှာကိုအရန်ကိုကြောက်ခဲ့ပါတယ်။အဲ့ဒါကြောင့်လဲဇလန်ထဲမှာ
ဘလို့ပဲဖြစ်ခဲ့အဆုံးသတ်မှာတော့အဓိကဇက်ကောင်ကသူ့လက်အပေါင်းအပါတွေနဲ့အတူအောင်မြင်သွားခဲ့တဲ့ဇက်သိမ်းမျိုးကိုတောင်းတခဲ့တာပဲဖြစ်ပါတယ်ဒိုချာတယောက်ထင်မှတ်မှအချင်းထောင်ထဲကိုရောက်နေတဲ့အချိန်မှာတော့ယူဂျုံယော့ကအိမ်မက်စကားပြောစွမ်းရည်ကိုအသုံးပြုပြီးဒိုချာစီကိုရောက်လာခဲ့ပါတယ်ယူဂျုံယော့ကဒိုချာတယောက်တငယ်ချင်းဖြစ်သူကိုထိုးနှက်ပြီးအနိုင်ယူခဲ့တာကြောင့်ဘလို့ခံစားရတယ်ဆိုတာတော့မသိပေမဲ့တကယ်မှာတော့အချင်းချင်းစိတ်မွေးပြီးရိုင်းဖင်းကူနေတာကလူသားအနေနဲ့မွေးတဲ့ကမလုံနိုင်တဲ့အရာလို့ဆိုလိုက်ပါတယ်အဲ့ဒီနောက်ငရဲလို့ဆင်းရဲတဲ့မြေပြင်မှာကိုယ့်ရဲ့အပေါင်းအပါတွေကိုအချိန်ချင်းဆုံးရှုံးတာမျိုးကိုခံစားမိဖူးသွားလို့ရှိရင်တယောက်တည်းရှိတာမှတက်တောင့်တတဖြစ်လိမ့်မယ်လို့သဘောပေါက်ခံစားလာလိမ့်မယ်ဆိုပြီးတော့လေယူဂျွန်ဂျော့ကထပ်ပြောခဲ့ပါတယ်ဒိုချာကဒါဆိုသူအခုဘလို့ဆက်လုပ်ရမှာလဲလို့မေးလိုက်တဲ့အချိန်မှာတော့ယူဂျွန်ဂျော့ကမင်းကဘာလို့တခုလုံးမှဖြစ်မယ်ဆိုပြီးတွေးနေရတာလဲမင်းကဘာကောင်မှမဟုတ်တာဆိုပြီးခက်ပြက်မဲ့ပြန်ပြေးလိုက်တာပါအဲ့ဒီနောက်ဒိုချာလည်းထင်မှတ်မှအချင်းထောင်ကနေလွတ်မြောက်ပြီးတတိမေ့နေတာကနေပြန်ပြီးတော့နိုးလာခဲ့ပါတယ်ဒိုချာတတိပြန်လာတဲ့အချိန်မှာတော့ဟန်ဆန်တို့ကမွန်စတာတို့တိုက်ခိုက်ခါရတဲ့အတွက်အရန်ကိုအားနေနေကြပါတယ်ဟန်ဆန်ကလွတ်မဲ့မစ်ရှင်မှာ Green Zone ကိုယူဂျွန်ရောက်လေကီယောင်းတို့အတွက်နှင့်ရရစာရအောင်ဦးပေးထားပြီးတူမတို့ကတော့မွန်စတာတွေကိုခုခံတဲ့အပြင်ကနေတာထောက်ပံ့ထားဖို့စီစဉ်ထားကြောင်းဒိုချာကိုပြောပြလိုက်ပါတယ်ဒိုချာကတော့ဘလို့ပဲဖြစ်ဖြစ်ဒီနှစ်မှာတော့ချောင်းမူရိုဘူတာကအမီနဂါမစ်ရှင်မှာယူဂျွန်ကျော်ကမီနဂါနဲ့တိုက်ခိုက်ရင်တေသွားမှာဖြစ်လို့ကဘာကြီးကိုကယ်တင်မဲ့အဓိကဇက်လိုက်တာတေသွားရင်သူတို့တွေဘလို့ပဲစ조사ပါစေဒီနေရာပျောက်ကွယ်သွားရမှာပဲလို့ပြန်ပြီးရှင်းပြလိုက်ပါတယ်အဲ့ဒါကြောင့်ယူဂျွန်ကျော်ကိုစားမီနဂါကိုတိုက်ခိုက်ပေးရမှာဖြစ်ကြောင်းထပ်ပြောလိုက်ချိန်မှာတော့ဂျောင်ဟီဝွန်ကမဟုတ်ရင်တောင်သူမကဒိုချာမကယ်ရင်အခုချိန်မှာတေနေလောက်ပြီးမို့လို့ဘာပဲဖြစ်ဝင်ပြောလိုက်ပါတယ်ဒါပေမဲ့ဒိုချာကတော့မနစ်ညကထင်မှတ်မှအချင်းထောင်ထဲမှာပိတ်မိချိန်မှာသူ့ခန္ဓာကိုယ်ကြီးကိုအဖွဲထားလေကပဲမွန်စတာတွေမတိုက်ခိုက်နိုင်အောင်ကာကွယ်ပေးထားတာမို့လို့ဂျေဇူအရန်ကိုတင်ကြောင်းနဲ့အဲ့ဒီဂျေဇူကြောင့်ပဲသူဘာဆက်လုပ်ရမလဲဆိုတာကိုသိသွားခဲ့ပြီးလေးနက်နဲ့ပြန်ပြောလိုက်ပါတယ်အဲ့တော့မှနောက်တစ်ချိန် mission အတွက်မင်းသားစတာတင်ပြီးကျင်ရခဲ့ပါတယ်ဒီဘက်ဇွန်ကနက်ဖီယာတွေကသူတို့စီစဉ်တဲ့ mission တွေမှာအဖွဲရစီးလုံးမုံနဲ့အောင်မြင်သွားတာကိုမလိုလားပဲအချင်းချင်းတိုက်ခိုက်ပြီးကိုယ့်အတွက်ကိုရှင်သန်ရုံးကန်စေချင်ခဲ့တာဖြစ်ပါတယ်ဒါနဲ့မင်းညာ mission မှာတော့ဒိုချာတို့ကဘူတာရဲ့အပြင်ဘက်ကနေအဖွဲသွားအားလုံးပူပေါင်းပြီး Green Zone ရှာတွေ့ကအသက်ရှင်နိုင်ခဲ့ကြလို့ mission တွေကိုစောင့်ကြည့်တဲ့နက်ဖီယာတွေကတော်တော်လေးကိုဒေါသထွက်သွားခဲ့ပါတယ်အဲ့တော့ဒီနေ့မှာတော့အသက်ရှင်ကြံရသူ90ခွဲရောက်အတွက် Green Zone တစ်ခုတည်းပါထားရှိပေးခဲ့ပြီးတစ်ခုတည်းသော Green Zone အတွက်အချင်းချင်းတိုက်ခိုက်စေခဲ့ပါတယ်ဒိုချာဒီကျညာချက်ကိုကြားချင်းမှာပဲသူဘေးနားကဖြတ်သွားတဲ့ကျောင်းသူ EG ဟေးရဲ့နှုတ်ကိုပြေးလိုက်သွားပြီးအတူတူပူပေါင်းပြီးအောင်မြင်အောင်လုပ်ကြမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ကျောင်းသူ EG ဟေးကတော့မလုံနိုင်ကြောင်းကိုခက်ပြက်ညှင်းလိုက်ပြီးထွက်သွားတဲ့အခါမှာဒိုချာကကျောင်းသူ EG ဟေးဟာဒီဘက်ဆောင်ရဲ့ပထမဆုံး mission မှာကိုအသက်ရှင်ဖို့အတွက်တငယ်ချင်းအင်းခောက်ကိုတောင်တတ်နိုင်ခဲ့တာပဲဆိုပြီး EG ဟေးကိုစိတ်ထိခိုက်အောင်ပြောခဲ့လိုက်ပါတယ်အဲ့တော့ဒိုချာကမင်းသားဘီဟောင်းကိုလန့်ခိုလိုက်တဲ့အခါမှာတော့ဘီဟောင်းကဒိုချာပြောစလို့သူတို့ channel ကိုလူတွေအရန်စိတ်ဝင်စားနေကြပြီးထောက်ပံ့ငွေလည်းမြောက်မြစွာရရှိထားကြောင်းဝမ်းသာအားရပြောလိုက်ပါလေဒိုချာကသူလည်းအဲ့ဒီကိစ္စပြောဖို့ဘီဟောင်းကိုခေါ်လိုက်တာဖြစ်ကြောင်းနဲ့သူ့အတွက်ထောက်ပံ့ခြင်းဝေစုကိုလည်းအခုပဲခွဲယူခြင်းဖြစ်ကြောင်းကိုပြန်ပြောလိုက်ပါလေဘီဟောင်းကထောက်ပံ့ခြင်းခွဲပေးဖို့အတွက်စရင်စစ်နေတာဖြစ်ပြီးစရင်စစ်ပြီးလို့ဒိုချာချက်ပြတော့နဲ့ဝေစုချက်ချင်းလွဲမယ်လို့ပြောပြီးထွက်သွားချိန်မှာတော့ဒိုချာလည်း Green Zone တွေကိုအယောင်းဝဲလုပ်နေတဲ့ကွိုင်းတသေးဂုံပီဒူစီကိုထွက်သွားလိုက်ပါတယ်လက်ရှိမှာတော့ဂုံပီဒူကဘူရာမှာရှိတဲ့လူတွေအားလုံးကြားမှာကွိုင်းအများဆုံးလူဖြစ်နေတာကြောင့်နက်ဖီယာတို့ရဲ့သတ်မှတ်ချက်နဲ့တခုတည်းသော Green Zone ကိုပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်အဲ့ဒါကိုသိညီတဲ့အကြောင်းသူ EG ဟေကလည်းဝေးဒနီယာကနေဂုံပီဒူကိုချောင်းပြီး Green Zone ယူဖို့အကြံစီနေပါတယ်ဒိုချာကဂုံပီဒူကိုဒီနေ့သိညက်စာကွိုင်းတသိန်းနဲ့ဝယ်ယူချင်ကြောင်းဖျားတဲ့အခါဂုံပီဒူကဒိုချာတကယ်မဝယ်နိုင်ဘူးထင်တဲ့အတွက်ဒိုချာရဲ့ဝယ်ယူမှုကိစ္စကိုလက်ခံကြောင်းပြောလိုက်ပြီးဒီနေ့တရက်စာဘာခိုင်းစရာရှိလို့လဲဘာညာနဲ့လှောင်ပြောင်နေလိုက်ပါသေးတယ်အဲ့ဒီအချိန်မှာဒိုချာကဘီဟောင်းကိုချက်ချင်းပြောက်ပြီးသူ့ဝေစုကိုလွှဲပေးဖို့ပြောလိုက်ချိန်မှာတော့ဘီဟောင်းကလည်းတန်ဖိုးကြီးကြီးကွိုင်းတဲ့စသိန်းကျော်ကိုချက်ချင်းပဲလွှဲပေးလိုက်ပါတယ်အဲ့တော့လက်ရှိမှာဒိုချာကဂုံပီဒူလက်ကွိုင်းပိုင်ဆိုင်မှုပမာဏပုံများသွားခဲ့တာကြောင့်ဂုံပီဒူရထားတဲ့တခုတည်းသော Green Zone ကနေဒိုချာစီကိုအော်တိုရောက်သွားခဲ့တာပါဒိုချာဟာသူ့ခြေလောက်အောက်က Green Zone ကိုအသေးအထန်ဖရက်စီးနေချိန်မှာတော့လူအုပ်ကြီးကမလွတ်ဖို့အတွက်ဝိုင်းပြီးတားနေကြပါတယ်အဲ့ဒီအချိန်မှာဂျောင်ဟီဝင်းကဒိုချာခုနဖော်ခဲ့တဲ့တငယ်ချင်းဖြစ်သူကိုအသက်ရှင်ဖို့တခြားတီတော့ကိုစတေးပြီးရင်အသက်ရှင်ကြမ်းခဲ့ပေမဲ့ဘယ်တော့မှလိပ်ပြမလုံနေလို့ခံစားနေရတယ်မလားဆိုတဲ့စကားကိုပြန်ကြားရုံပြီးအတွေးကတမျိုးပြန်ပြောင်းသွားခဲ့ပါတယ်ဒါကြောင့်ဒိုချာဟာဖျက်ဆီးမဲ့ Green Zone ကိုဒီကနေအဝေးကနေပဲတနက်နဲ့လမ်းပစ်လိုက်တဲ့အခါ Green Zone လည်းဖျက်ဆီးသွားခဲ့ပါတော့တယ်ဒိုချာဂျောင်ဟီဝင်းရဲ့လက်ချက်ကိုတီးနေတဲ့အတွက်ဂျောင်ဟီဝင်းကိုလမ်းပြီးကြည့်နေချိန်မှာပဲဂုံပီတူရောက်လာပြီးဒိုချာကိုပြဿနာရှာပါတော့တယ်အဲ့ဒီမှာတော့ဒိုချာကသူအခုလိုလောက်ရလာကတကယ်လို့ Green Zone သာမရှိရင်လူသားအားလုံးကရန်သူကိုရင်ဆိုင်ပူးပေါင်းပြီးတိုက်ခိုက်ကြမှာဖြစ်ပြီးအဲ့လိုဆိုရင်တော့
ကန်ကောင်းပြီးအားလုံးအသက်ရှင်နိုင်အောင်မဆိုပြီးလူတွေမြင်သာအောင်ရှင်းပြပေးလိုက်ပါတယ်အဲ့ဒါနဲ့ဒိုချာကဂုံဘီသူကိုကွိုင်းတသိန်းလွှဲပေးလိုက်ပြီးကျွန်တော်ဦးလေးကိုအခုနပြောတဲ့အတိုင်းပဲတရက်စာဝယ်လိုက်ပြီးနော်ဒီမှာရှိတဲ့လူတွေအားလုံးကိုကာကွယ်ပေးထားလို့ပြောပြီးတနည်းအားကိုပြေးထွက်သွားရပါတော့တယ်ဂုံဘီသူလည်းဒိုချာစီကကွိုင်းတွေရော့ပြီးဒိုချာပြောတာကိုလိုက်နာတော့မှဖြစ်လို့မတိုက်ခိုက်နိုင်တဲ့လူတွေကိုသူ့ဧရိယာထဲမှာကာကွယ်ပေးထားလိုက်ပြီးတိုက်ခိုက်ဖို့အင်အားရှိသူတွေကိုတော့မွန်စတာကိုတက်နိုင်တယ်လို့ပြန်ရှင်းရမယ်လို့တာဝန်ပေးလိုက်ပါတယ်အဲ့တော့မှအချင်းပြေးသွားပြီးဖြစ်လို့မွန်စတာတွေလည်းထွက်လာခဲ့တာကြောင့်ဂုံဘီသူလည်းမြေအောက်အခန်းကစွမ်းရည်ကိုထုတ်ပြီးမွန်စတာတွေကိုပြန်တိုက်ခိုက်ရပါတော့တယ်ဒိုချာလည်းဒီနေ့မှာလီဟွန်ဆက်လက်ဂီယောင်းတို့မပါဝင်နိုင်တာကြောင့်အချင်းကထက်ပိုပြီးတိုက်ခိုက်ရမယ်လို့ဟန်ဆန်ကိုပြောလိုက်ပြီး၃ယောက်အတူတူမွန်စတာတွေကိုရှင်းလိုက်ကြပါတယ်ဘူရာထဲမှာကြံခဲ့နေတဲ့လူတွေကလည်းတတ်နိုင်တဲ့အားနဲ့ပဲမွန်စတာတွေကိုပြန်ပြီးခုခံနေကြပါတယ်ဖြစ်ပါတယ်ယူဂျွန်ဟျုတ်လည်းဘူရာထဲကိုရောက်လာခဲ့ပြီးဖြစ်ပြီးတစ်ချိန်တည်းမှာပဲမီနဂါလည်းထွက်ပေါ်လာခဲ့ပါတယ်ဒိုချာကမီနဂါကိုတိုက်ခိုက်ဖို့လုပ်ချိန်မှာယူဂျွန်ဟျုတ်ကဒိုချာလက်ထက်မှာကင်ထားတဲ့ဓားကျိုးကိုကြည့်ပြီးဒီဓားနဲ့မီနဂါကိုတိုက်ခိုက်မလားငါလုတာကြည့်ထားဆိုပြီးနဂါကြီးကိုစတင်တိုက်ခိုက်ပါတော့တယ်ယူဂျွန်ဟျုတ်တယောက်နဂါကြီးနဲ့သူ့တပြန်ကိုတပြန်တိုက်ခိုက်နေချိန်မှာတော့ကြီးကျယ်ခမ်းရတဲ့စွမ်းရည်နဲ့လူတယောက်ရှိနေတာကြောင့်နတ်ဖျားတို့ရဲ့တဘောတရားနဲ့အတူမစ်ရှင်ခတ်ခဲမှုအစိမ့် level ကိုမြင့်ညစ်လိုက်ရပါတယ်ဆိုတဲ့ကြေညာသံကိုကြားလိုက်ရပါတော့တယ်အဲ့တော့မှအခုလုံးကလည်းဖျက်ဆီးလို့သွားပြီးမီနဂါကငကိုကားတဲ့အကောင်ကြီးပြီးစွမ်းရည်ကလည်းပုံများလာခဲ့တာပါဒိုချာကဒီအပိုင်းကဝက်ထုထားမှမပါဘူးဆိုပြီးအံ့ဩသွင်းနေချိန်မှာတော့ယူဂျွန်ရုပ်တယောက်လည်းတိုက်ခိုက်နေတဲ့စွမ်းရည်ပုံမြင့်သွားတဲ့နဂါကြီးရဲ့လက်ချက်နဲ့အတော်လေးကိုထိနာသွားခဲ့ပါတယ်ဒိုချာဟာသူမှရှိတဲ့ item တစ်ခုအသုံးပြုပြီးနဂါကိုတိုက်ခိုက်ခင်ယူဂျွန်ရုပ်ကိုနဂါလက်ထက်ကနေဆွဲထုတ်ပေးဖို့ဟန်ဆန်ကိုပြောလိုက်ပါတယ်ဟန်ဆန်ကသူ့ရဲ့အမြင်စွမ်းရည်နဲ့ယူဂျွန်ရုပ်ကိုကဲထုတ်ပြီးချိန်မှာတော့ဒိုချာလည်းနဂါကြီးကိုဝင်ပြီးတိုက်ခိုက်ပါတော့တယ်ဒိုချာလည်းစွမ်းရှိသလောက်ကျုံးပေးမဲ့နဂါကြီးနဲ့မနိုင်နိုင်တဲ့အတွက်ဒဏ်ရာရထားတဲ့ကီယောင်းနဲ့ဟန်ဆန်တို့ကလည်းဒီတိုင်းမနေတော့ပဲသူတို့ရဲ့စွမ်းရည်တွေအတိုင်းနဂါကြီးကိုဝင်ပြီးခုခံပေးလိုက်ကြပါတယ်ဂျောင်ဟီဝတ်နဲ့ဟန်ဆန်တို့ကလည်းချိတ်ဆက်မိတဲ့အခါနဂါကိုဝင်တိုက်ခိုက်လိုက်ပြီးဒိုချာလည်းနောက်ဆုံးမစ်ရှင်မလုပ်ခင်အဖွဲ့သားတွေနဲ့တိုင်ပင်ထောတဲ့အတိုင်းနဂါကိုရှင်ဖို့စတင်လှုပ်ရှားသွားပါတော့တယ်နဂါကြီးရဲ့ခန္ဓာကိုယ်လဲကောင်းမှာခေါ်တစ်ခုရှိပါတယ်အဲ့ဒီခေါ်ကိုထုတ်ဖောက်နိုင်လို့ရှိရင်နဂါကိုရှင်းနိုင်သည်ဆိုပေမဲ့ခေါ်ကိုထုတ်ဖောက်တဲ့အချိန်ကာကွယ်ထားတဲ့အဖင်ခွန်သာကွဲသွားမယ်ဆိုရင်ထုတ်ဖောက်တဲ့လူကတေဆုံးသွားရမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဟန်ဆန်ကအမြင့်စွမ်းရည်နဲ့နဂါကြီးမလုံနိုင်အောင်ချုပ်ထားတဲ့အချိန်မှာဂျောင်ဟီဝမ်ခေါ်ကိုထိုးပြမယ်ဆိုပြီးဒိုချာကအစီအစဉ်ဆွဲပေးခဲ့ပါတယ်ဒီနေ့သာနဂါကိုရှင်းလိုက်နိုင်ရင်တော့တစ်ချိန်တစ်ခါပဲတည်တဲ့သူတို့အထူးစုရှိနိုင်မှာပဲဖြစ်ပါတယ်ဒါတွေအားလုံးအဖွဲ့သားတွေကိုရှင်းပြပြီးယုံကြည်တဲ့တိုက်ခိုက်မှသာအားလုံးသက်ရှင်နိုင်မဲ့နီလန်ကိုသာအောင်မြင်မှာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။လက်ရှိချိန်မှာတော့ဒိုချာဟာတားဆီးမှုတွေကြားကနဂါစီကိုပြီးသွားပြီးခန္ဓာကိုယ်လက်တဲ့နေရာကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ဟန်ဆန်ကနဂါကီစီကိုမြင်ကွင်းစွမ်းအားနဲ့ချုပ်ပေးထားတဲ့အချိန်မှာဂီယောင်းကလည်းဒိုချာအတွက်အထောက်အကူခေအောင်လှမ်းပြီးကူညီပေးနေခဲ့ပါတယ်။ဒါပေမဲ့နဂါကိုအဆုံးသတ်ပေးဖို့ဒိုချာဂျောင်ဟီဝမ်ကိုလှမ်းပြီးအချက်ပြချိန်မှာပဲနဂါကအစွမ်းကပိုးပြီးကြီးလာတဲ့အတွက်ဒိုချာတိုက်ခိုက်ရုံကနေမြေပြင်ပေါ်ပြန်ပြုတ်သွားခဲ့ပါတယ်။ဒိုချာနောက်ဖွဲ့သားတွေအလုံးပြန်ပြီးရောက်လာကြချိန်မှာတော့နဂါကခေါ်ကိုအုပ်ထားတဲ့အခွန်ကိုပြန်ပြုတ်ပြင်ပြီးခန္ဓာကိုယ်အကောင်းတိုင်းရှိနေသေးတာကြောင့်ဒိုချာလည်းဘာဆက်လို့ရမယ်မသိအောင်အကြက်ရိုက်နေခဲ့ရပါတော့တယ်။အဲ့ဒီအချိန်ယူဂျွန်ရော့တဲ့မော်စတာရီဂျာကနေပြန်ထွက်လာခဲ့ကဇလန်ကိုအဆုံးသတ်တော့မှရမယ်ဆိုပြီးနဂါကိုပြေးတိုက်ခိုက်ပါတော့တယ်။ယူဂျွန်ဟျော့ကဓာတ်ချက်ပြောင်းများစွာသုံးတဲ့တိုက်ခိုက်လို့ပြီးမှတော့ခေါ်ကိုထိုးဖောက်ပြီးနဂါကိုအဆုံးသတ်ဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့တစ်ဆက်တည်းမှာပဲခေါ်ကိုဖုံးအုပ်ထားတဲ့အခွန်ကွဲထွက်သွားတာကြောင့်ဒိုချာပြောတဲ့အတိုင်းယူဂျွန်ဟျော့လည်းတိုက်ခိုက်တဲ့အနေနဲ့လောင်ကျွမ်းတည်ဆုံးသွားခဲ့ရပါတော့တယ်။အောက်ကနေစောင့်ကြည့်နေတဲ့ဒိုချာကတော့အဓိကဇလန်ရိုက်တည်ဆုံးစေခဲ့ပြီးဘာမှမလုပ်ပေးနိုင်ခဲ့တဲ့သူ့ကိုယ်သူပဲအပြစ်တင်နေတာပါ။အဲ့ဒီချိန်ယူဂျွန်ဟျော့ရဲ့နောက်ကျောင်းပြန်လဲစွမ်းရည်ကိုအသုံးပြုပြီးပါပြီးလက်ရှိကမ္ဘာအရာဝတ္ထုအလုံးစတင်ပျက်စီးပါတော့မယ်လို့ကြေညာလို့မှတော့အဖွဲ့ထမ်းလေးယောက်ကလည်းလက်ရှိခန္ဓာကိုယ်ကနေမြုံမှုန့်နေဖြစ်စတင်ပြောင်းလဲလာကြတာပဲဖြစ်ပါတယ်။နဂါကီကတော့ခန္ဓာကိုယ်ပြန်ပြုပြင်ပြီးနေရာတိုင်းကိုလိုက်ပြီးဖျက်ဆီးနေခဲ့တာကြောင့်ဒိုချလည်းအယံကိုထိတ်လန့်နေခဲ့ရပါတော့တယ်ဗဟိုချက်ကိုယုံကြည်မှုရဲ့ဤတာနဲ့လဲလွယ်ပြီးပါပြီဆိုပြီးစာတကြောင်းလာခဲ့ပါတယ်။ဒါကရှေ့ပိုင်းမှာနဂါကိုတိုက်ခိုက်ပြီးရခဲ့တဲ့ဗဟိုချက်ကိုဒိုချဘီဟျောင်စီမှာအပ်ထားပြီးသူလိုချင်တဲ့ယုံကြည်မှုရဲ့ဤတာဆိုတဲ့ item နဲ့လဲလွယ်ချင်တာကြောင့်လဲလွယ်ဖို့တင်ခိုင်းထားပေးတာပဲဖြစ်ပါတယ်။အဲ့တော့ဒိုချ item လဲပေးသူရဲ့ user name ကိုကြည့်လိုက်တဲ့အခါမှာတော့မယုံနိုင်စရာကောင်းစွာပဲဒီဝတ္ထုရဲ့စာရေးသူကိုယ်တိုင်ထည့်နေတော့တာပါ။ဒိုချကဒီအထစ်ပက်ဒီမထစ်ခင်ယထာပေါ်မှာစကားဖြိုးခဲ့ကြတာကြောင့်လဲလွယ်သူရဲ့ user name ကဝတ္ထုရေးသူကိုယ်တိုင်ဆိုတာကိုချက်ချင်းသိပါပါတယ်။အဲ့တော့ဒိုချဟာဘီဟျောင်ကိုမြန်မြန်လန့်ခေါ်ပြီးလဲလွယ်လို့ရတဲ့ item ကိုသူ့စီပို့ပေးဖို့ပြောလိုက်ပါတယ်။ဘီဟျောင်ကတော့လက်စီမှာကဘာကြီးကပျက်စီးနေလို့ဘာမှလုပ်လို့မရတော့ဘူးဆိုပြီးအထိတ်တလန့်နဲ့ပြန်ပြောလိုက်ပြီးမြဲဒိုချကတော့သူ့အတွက်အချိန်တစ်ခုရှိနေသေးတာကိုသိတဲ့အတွက် item ကိုပဲအမြန်ပို့ပေးဖို့ထပ်ပြောလိုက်ပါတယ်။ item ရောက်လာတဲ့အခါမှာတော့ဒိုချာသူ့ရဲ့ကျူးပွဲသားထဲမှာထည့်သွင်းလိုက်တဲ့အတွက်ပေါစီမှုစွမ်းနာကပဲ
အထူးလက်နက်အသစ်ကိုပြောင်းလဲသွားပါတော့တယ်ဒိုချာနဂါဤကိုတဲ့ပြေးသွားလိုက်ပြီးအဖွဲ့သားတွေကိုအော်ခေါ်ချိန်မှာတော့အားလုံးကလည်းမြူမုံဒီသစ်ပြောင်းလဲနေတဲ့အခြေအနေနဲ့ပဲအစီအစဉ်အတိုင်းလှုပ်ဆောင်နိုင်ခဲ့ပါတယ်ဒိုချာကနဂါရဲ့ရင်ဝတ်တဲ့ကိုအထူးလက်နက်နဲ့ထိုးဆိုင်ပြီးနဂါရဲ့ကိုယ်ကိုဖောက်ခွဲပစ်လိုက်တဲ့အခါမှာတော့နဂါရဲ့ခန္ဓာကိုယ်ကလည်းလောင်ကျွမ်းစားပြုနေခဲ့ပါသည်အချိန်ခဏကြာတဲ့အခါမှာတော့မစ်ရှင်ကလီယာလုပ်နိုင်တဲ့အတွက်စွငွေကွိုင်းတဲ့တင်းရစီချောင်းကိုကြီးညာခဲ့ပါတယ်အဲ့ဒါအပြင်အထူးစုအနေနဲ့မသေးဆုံးနိုင်တဲ့ဖရင် Immortal King ဆိုတဲ့အထူးခွင့်ရေးကိုရောက်ရှိခဲ့ဒိုချာကအဲ့ဒီခွင့်ရေးကိုတုံးကယူဂျွန်ဟျော့ကိုပြန်လည်ပြီးရှင်တန်စေခဲ့ပါတယ်ဆိုပြီးတော့လဲထပ်ကြီးညာခဲ့ပါတယ်အဲ့ဒီချိန်မှာတော့ပျက်စီးတဲ့ဘူတာလည်းပြန်လည်ကောင်းမွန်လာခဲ့ပြီးအသက်ရှင်ကြံရှိတဲ့လူအုပ်ကြီးကလည်းဖြိုရွှင်နေလာကိုတွေ့လိုက်ရပါတော့တယ်နောက်ဆုံးမှာတော့ယူဂျွန်ဟျော့ကဘာမှလူနိုင်မှာမဟုတ်ပါဘူးလို့သူကိုယ်တိုင်ထင်ခဲ့တဲ့ဒိုချာကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်ဒိုချာလည်းသူ့ရဲ့အဖွဲ့သားတွေငကားကြီးကိုတိုက်ခိုက်တုန်းကဖြစ်ပျက်တဲ့ကိုပြန်ပြောရင်းရဲမောနေပါတယ်ဂုံဖီတူနဲ့လူအုပ်ကြီးကလည်းဒိုချာတို့အဖွဲ့ကိုဂုံပုစကားပြောနေကြပြီးဒိုချာကတော့အဆုံးတက်မှာကိုတယောက်တည်းအသက်ရှင်ကြံပြီးအောင်မြင်ခဲ့တာမျိုးမဟုတ်ပဲသူဖြစ်ချင်တဲ့အတိုင်းအဖွဲ့သားတွေနဲ့အတူပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာကြောင့်ကိုဇလန်ရဲ့အဆုံးတက်အနေနဲ့အသက်ပြန်ရေးမယ်ဆိုပြီးတော့အပျော်ကြီးပြောနေပါတယ်အဲ့ဒီအချိန်မှာတန်လိုင်းဘက်ကနေလူတယောက်ဒဏ်ရာအပြင်းထန်နဲ့ဒိုချာတို့ဘူရာဘက်ကိုအပီးရောက်လာခဲ့ပါတယ်အဲ့ဒီလူကဟန်ဆန်ရဲ့ဌာနကဖြစ်ပြီးဂွမ်ကိုဘူရာဘက်ခန်းကုန်းမှာလူတွေအားလုံးနီးပါးအသက်ခံနေရပြီဖြစ်တယ်အဲ့ဒီကောင်တွေကဒီဘက်ချမ်းကိုလာနေကြပြီဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့ဖြုံးနေခဲ့ပါတယ်အဲ့ဒီချိန်မှာယူဂျွန်ဟျော့အပါဝင်အီဂျီဟေနဲ့ဒိုချာတို့အဖွဲ့ကတော့တစ်ဖက်ကလာမဲ့အန်ဒီကိုပြီးပြင်းတိုက်ဖို့အတွက်အစင်သင့်ပြင်ဆင်နေတော့မှာပဲစကန်ကရှေးလားထွေပြားစွာနဲ့ဒီနေရာမှာပြီးဆုံးလို့တွားရတော့ပါတယ်ခင်ဗျာ